ဝိပဿနာကျင့်တဲ့သဘောဝိပဿနာယာနိကဝိပဿနာကျင့်နေဆိုတာလမ်းနှစ်သွယ်ရှိပါတယ်ဒါမှတ်ထားမယ်လူရင်းကျင့်ချုပ်မယ်ဆိုလမ်းနှစ်သွယ်တစ်သွယ်သောလမ်းကတော့သမထယာနိကတစ်သွယ်သောလမ်းကတော့ဝိပဿနာယာနိကဆိုနှမျိုးရှိအဲ့တော့ကိုလျှောက်တဲ့လမ်းကသမထယာနိကလားဝိပဿနာယာနိကလားလို့မသိဘဲနဲ့လမ်းလျှောက်လို့ရှိရင်လဲနေတော့လမ်းနှစ်သွယ်တည်းကသမထယာနိကဆိုတာသမထဆိုတာစိတ်ကိုငြိမ်းအေးစေငြိမ်းအေးတဲ့အာယုံကိုယူပြီးတော့တရားကျင့်တယ်သမထယာနဲ့ပဲဖြစ်ဖြစ်ဝိပဿနာယာနဲ့ပြရပဲဖြစ်ဖြစ်ဝါမိကတော့ရကြည့်မယ်ဆိုလို့ရှိရင်ဖာဒီဟူသောဒေါသကိုပယ်ပြီးမှဟိုဘက်ကိုဆက်တူးတဲ့အခါလမ်းနဲ့တွေ့တွေ့တယ်အဲ့ဒါကိုလည်းတွေးဝမနေနဲ့တဲ့ပယ်ထုတ်လိုက်ဆိုတာကသမထလောက်ရတော့မလို့ဝိပဿနာလမ်းကျင့်ရတော့မလို့နဲ့အဲ့လိုတွေးဝမှုဖြစ်နေတာတွေကိုမဖြစ်စေတော့ဘဲနဲ့တလန်းလန်းကိုပေါအောင်ရောက်အောင်လျှောက်တော့လို့ဒီလိုဆိုလိုတာအဲ့တော့သမထဝိပဿနာယာနိကမကျင့်မီရှေ့ဖို့နိုင်ဘာပြီးရမလဲဒေါသပယ်ပြီးသားဖြစ်ရမယ်ဘာပယ်ပြီးဖြစ်ရမလဲဒေါသပယ်ပြီးသားအေးဒါလည်းမမိနဲ့အဲ့ဒါတွေမိလို့မရဘူးအဲ့တော့သမထဝိပဿနာတရားနောက်မှကျင့်ပါတဲ့လောလောဆယ်ဘာရင်လောက်ရမလဲဒေါသကိုရင်ပယ်ရမယ်အဲ့ဒါကိုနားမလဲပဲနဲ့ဒေါသမပယ်ပဲနဲ့ဝိပဿနာပဲသမထပဲလို့ကျင့်လို့ရပါမလားမရဘူးအာဒီသောမသုတ်တန်နဲ့ပြန်ကြည့်မယ်ဆိုလဲမိုးကြီးလေးကောင်မှလော့အောင်ရင်ပြေးရမယ်ပြေးပြီးတော့မှမင်းကြီး9ယောက်လာမယ်အဲ့လိုသုတ်တန်ကိုဆက်လိုက်အဲ့တော့သမထဆိုတာဘာလဲလို့မေးရင်စိတ်ရဲ့ငြိမ်းအေးရအာယုံဒါပေမဲ့စိတ်ရဲ့ငြိမ်းအေးရအာယုံဆိုတာဘာကြောင့်ယူရတာလဲလို့မေးခုနငြိမ်းမှုမရှိခင်အောက်မှာဓာတ်လေးပါးပါလာတော့ခန္ဓာကြီးကတရားထိုင်နေနော်ပါလာတဲ့အခါကျတော့ဒီယုတ်ကြီးကအမြဲတမ်းမနှိမ့်ဆက်နေဘူးလားနှိမ့်ဆက်နေတော့ဒေါသဖြစ်နေတော့မငြိမ်းချမ်းဘူးဒေါသဖြစ်နေတော့မငြိမ်းချမ်းတော့ငြိမ်းချမ်းတဲ့အာယုံကိုယူဖို့ဆိုတာလေဒီဒေါသကိုရှောင်လွှဲလို့ရပါမလားမရဘူးတဲ့အဲ့ဒါကြောင့်မလို့အဲ့တော့သမထယာနိကရဲ့သဘောကဘာနဲ့တူလဲဆိုတော့ယံသူနှစ်ယောက်လူနှစ်ယောက်ကတယောက်နဲ့တယောက်တွေ့တဲ့နေရာတတ်ကြတယ်တတ်ကြတဲ့အခါမှာတယောက်သောသူကစဉ်းစားတယ်။အော်ငါရဲ့ယံသူဖြစ်တဲ့ဒီကောင်နဲ့ငါနဲ့တော့တွေ့တတ်ကြတော့မယ်။အကယ်တွေ့လို့တတ်ကြတဲ့အခါမှာသူနဲ့ငါနဲ့အလုံးတဲ့ရက်ချင်းလည်းတူတော့အားချင်းလည်းတူနေတယ်။အဲ့ဒါသူနဲ့ငါနဲ့အကယ်တတ်မယ်ဆိုလို့ရှိရင်သူနိုင်ကိုနိုင်ဘယ်လိုနိုင်မလို့ပြောမရဘူး။အဲ့တော့ငါဘာလုပ်ရမလဲလို့စဉ်းစားတော့သူ့တဲ့အားသာအောင်ဆိုပြီးတော့နော်သူဝိမနော်ဝိပြားတွေမဝိပြားတွေမလိုက်ချလိုက်မလိုက်ချနေလုံးနေတော့ဝိသားတွေကတက်တာလားလူအားတက်လာတယ်လူအားတက်လာတယ်ဝိပြားကြီးကတော့တက်သလားမတက်ဘူးဒါကြီးကိုမလိုက်ချလိုက်ဒီလိုမလိုက်ချလိုက်လုံးနေတာဘာထူးလဲလို့ပြီးဘယ်လိုထူးမလဲမချနေတဲ့ပုဂ္ဂိုလ်မှာအားတွေတက်လာတော့မထူးဘူးလားဘာဖြစ်လို့သူအားမွေးတာလဲသူနဲ့တတ်မဲ့ရန်သူတဲ့ตาတဲ့အားလို့ခြင်းလို့ဟုတ်ပြီလားတို့ရန်သူနဲ့တော့တွေ့ပြီလားမတွေ့သေးဘူးတွေ့မှာတော့သိကြတယ်တနေ့နေ့တော့တွေ့ကြလိမ့်မယ်ဆိုတော့တွေ့ဖို့ဟာအချိန်ချတာမဟုတ်တော့အဲ့တော့သူ့တဲ့ကိုနဲ့သူနဲ့ကိုနဲ့ရှင်လာရင်သူ့တဲ့ကိုကအားတောင်ဆိုပြီးတော့ရန်သူနဲ့ရင်မဆိုင်ခင်အားမွေးနေတာနောက်တစ်ခါကျတော့အားတွေတော့တက်လာပြီတော်တော်တောင်းလာပြီငါတငယ်ချင်းတွေတော့ငါအားသာလာပြီဒါပေမဲ့တတ်တဲ့ပုတ်တဲ့အားကလည်းထိုးတဲ့ကြိတ်တတ်တဲ့ပညာကလည်းလူသိတယ်ဆိုတော့အဲ့ဒီကောင်မသိခင်တိုင်းတို့လက်ဝိတ်တို့သွားတင်တာပေါ့ပညာတွေလည်းသိနေအားတွေလည်းတက်တော့ပညာလည်းတက်လာပြီအားလည်းတက်လာပြီဆိုတော့ရန်သူနဲ့ရင်ဆိုင်မှသူကြောက်သေးလားကြောက်တော့အဲ့တော့မှသူ့ရန်သူကိုရှာပြီးတတ်တော့တာပဲတတ်တဲ့ခါကျတော့ तू ကမနိုင်ဘူးလားနိုင်ပြီတဲ့အခုလည်းဒီလိုပဲသမထယာနိကလို့ကျင့်ရတဲ့အကြောင်းရင်းဟာရန်သူနဲ့တူတဲ့ဟာဒီဒုက္ခဝေဒနာတွေကိုဆွဲဆွဲနှစ်တတ်တဲ့တဏှာနဲ့ तू ကတက်ရဲ့ရင်ဆိုင်လို့မနိုင်ဘူးမနိုင်တဲ့ခါကျတော့ဒီတဏှာနဲ့ရင်မဆိုင်မင်းနဲ့သူ့ကိုရှောင်လွှဲပြီးတော့သူ့ကိုရှင်နိုင်တဲ့အားတွေရမှတဏှာနဲ့ရှင်ဖို့ तू လုပ်တဲ့နည်းအဲ့ဒါကိုသမထယာနိကလို့ခေါ်တယ်အခုတော့ဘယ်လိုပဲထိုင်တိုင်းနော်ဒီခန္ဓာကိုယ်ဓာတ်ကြီးလေးပါလာတဲ့ခါကျတော့ဥမာသမထယာနိကနိတဲ့ကြတော့လူရဲ့ရှိတဲ့မှာနော်ကတိုင်းပညာဆိုတဲ့ရှုံ့ချက်ကြီးရှိပြီးတော့အဲ့ဒါကိုပထဝီလို့သုံးတာရှုံ့ချက်ကြီးကိုကြည့်ပြီးပထဝီလို့သုံးတာတဲ့အကြောင်းရင်းကဘာလို့တာလဲလို့မေးရှုံ့ချက်ကြီးရပြီကာမရာဂဗျာပါဒသောကပရိဒေဝတောက်စီတဲ့အာဟုရှိသလားမရှိဘူးအဲ့ဒါကြောင့်မလို့
စိတ်ကိုလောဘဒေါသမောဟဒိဋ္ဌိကာမရာဂဗျာပါဒတောကပတိတွေကမီးတွေမှကိလေသာမှလွတ်တဲ့ရွှွန့်ကြအာယုံကိုစိတ်ကိုမှီလိုက်တာအဲ့ဒီအာယုံဒီကိလေသာနဲ့တကွနိဗ္ဗာန်တရားတို့ဤလွတ်ရအာယုံငြိမ်းအေးတဲ့အာယုံ7ပါးပြီးမှငြိမ်းတဲ့အာယုံအဲ့ဒီအာယုံကိုစိတ်ကလေးကိုတီးလိုက်တာအဲ့ဒါကိုသမထအာယုံလို့ခေါ်တယ်နော်သမထဆိုတဲ့ငြိမ်းတဲ့အာယုံလေးအာရမဏိကစိတ်အာယုံကရွှွန့်ကြကတိုင်းအဲ့လိုလုပ်တဲ့အခါမှာစိတ်ကပြန့်လွင်သွားရင်ပြန်ဖမ်းရင်တခါတည်းကတ်လို့ရပါမလားမရဘူးအဲ့တော့ဘာနဲ့ရင်ဆိုင်ရလဲဆိုတော့ဥဒိစ္စဟိုပြီးဒီပြီးဟိုရောက်ဒီရောက်တော့ရောက်တောင်းရောက်အဲ့လိုရောက်သွားလိုက်ပထဝီလို့ကတိုင်းကြီးယူနေလိုက်တော့ကြပြန်လွင်ထွက်သွားလိုက်ပထဝီကတိုင်းကြီးယူနေလိုက်နော်အပြင်ဘက်ကမကျေနပ်တာတွေတွေ့စိတ်ကလေးပေါ်လာရင်လည်းအဲ့ဒါကိုဆုံးလောက်ပြီးတော့ပထဝီလို့တင်ညာတွေပေးနေလိုက်အဲ့လိုပေးနေတဲ့ဗဟိတအာယုန်တွေနဲ့လွတ်ပြန်တော့လဲအောက်ကကြိုက်ခဲထုံကြီးလာတဲ့အခါကျတော့မခံရင်နဲ့စိတ်နဲ့လည်းရောက်တော့ကတိုင်းပြင်းအာယုံမှာစိတ်ကမနေတော့မနဲ့ဒုက္ခဝိညာဉ်ကြီးရောက်မသွားဘူးလားရောက်သွားတော့သူကတိုင်းအပြင်းကိုမနိုင်ဘူးမနိုင်တော့ဘာလို့ပြရလဲပြင်ပေးလိုက်တယ်ခဏပြင်ပေးလိုက်တယ်ပြင်ပေးလိုက်ပြီးတော့ကတိုင်းပြင်းအာယုံမှာစိတ်ကိုတခါလဲအာပြန်မွေးပြန်တယ်ငွေတော့ကြာနေတော့ညောင်းလာပြီးညောင်းနောက်ဘာလို့လဲလမ်းလျှောက်ပဲသွားလှမ်းတယ်ကြွတယ်မတယ်ခြားတယ်ထိတယ်ကိုင်းတယ်ဘာလို့မှတ်တာလဲတတိသည်စိတ်ကိုမလစ်တန်းနော်အုပ်ချုပ်နေတဲ့အလေးကျင့်ဖြစ်အောင်လို့သို့မဟုတ်စိတ်နဲ့တတိနဲ့ကအောင်လို့သို့မဟုတ်စိတ်ဒီအပြင်ကိုပြန့်မလွင့်သွားအောင်လို့အမြဲတမ်းလေ့ကျင့်နေတာဟောသမဏယန္တိကဆိုတာဘာလို့ရမလဲ၄ပါးသောအရိယာဘုံမှာစိတ်ကိုလွတ်လို့ရမရဘဲနဲ့တဏှာဒေါသနဲ့နော်ရင်ဆိုင်ရမှာသူကအာမတာတွေအတွက်ကြောင့်သူ့ဘက်ကအာသာအောင်ရင်မဆိုင်သေးဘဲနဲ့လေ့ကျင့်နေတာအဲ့ဒါကိုသမဏယန္တိကလို့ခေါ်တယ်အခုတော့ဝိပဿနာတရားဆိုတာထိုင်လည်းမှတ်မယ်ထိုင်ရင်လည်းမှတ်မယ်လမ်းလျှောက်လည်းမှတ်မယ်ဆိုတာဒါပါလေသမထယာနိကလားဝိပဿနာယာနိကလားလို့ဒီလိုဖွဲ့ရမှာအဲ့လိုမဖွဲ့နဲ့ဝိပဿနာဆိုတာမှတ်မှာတရားဆိုတော့၄ပါးသောအရိယဘုံနဲ့မှတ်လို့ရပါတယ်၄ပါးသောအရိယဘုံနဲ့မှတ်တယ်ဆိုတာဘယ်အကျင့်လဲမေးရင်သမထယာနိကဒါသမထယာနိကဆိုလို့ရှိရင်ဘာလုပ်ရမလဲမိမိရဲ့စိတ်ကို၄ပါးသောအရိယဘုံမှာတတိနဲ့ကပ်ပြီးတော့အမြဲတမ်း၄ပါးသောအရိယမှာမလွတ်တမ်းလေ့ကျင့်နေတော့ဝိမသလိုတတိအကတ်တဲ့အားတတိကတ်တဲ့အားများမလားဘူးလားများလာတယ်အဲ့လိုလေ့ကျင့်တာအဲ့လိုလေ့ကျင့်နဲ့ကတိုင်းပညာအာယုန်ကြီးမှာပထဝီလို့နေလေသုံးဖို့လေးတဲ့နာသီဝထိတဲ့နေရာလေးမှာကနေလိုက်ဒါတော့ဝိညာဉ်တက်လာလိုက်မခံနိုင်ခဏပြင်ပေးလိုက်ပြင်ပြီးနာသီဝထိကတ်လိုက်နော်ဒီဟာကြီးကိုကြွတယ်မမှန်နဲ့အဲ့ဒီလည်းမမှန်နဲ့မူလကတိုင်းအာယုန်မှာလိုချင်တယ်မူလကမ္မထမ်းမှာလိုချင်တယ်ဒါကြောင့်မလို့ဝေဒနာဝိခံဘိတ်တော်သီလေပရိဋ္ဌာယနော်ဝေဒနာဝိခံဘိတ်တာဝေဒနာကိုခေါ်ရင်သီလေပရိဋ္ဌာယသီလတဲ့တူတဲ့မူလကမ္မထမ်းကိုတော်မှလည်းဒီလိုပဲကြားစားသွားရင်နောက်ဆုံးကြားစားသွားတဲ့ကိုတော်နောက်ကကိုတော်တွေလိုက်တော့ကိုတော်ကြီးနော်အဲတတိမလွတ်နဲ့နော်သိခံပြီးတော့တရားကိုအားထုတ်ပါလို့အဲလိုကြိုးစားပြီးတော့ပြောတဲ့အခါကျတော့ဒီမထေရဘာလို့လဲအောက်မှာကြားဘလောက်စားနော်သူကဘာလို့မလဲသူ့ရဲ့မူလကမ္မထမ်းကိုမလွတ်ဘူးမူလကမ္မထမ်းဆိုတာသူတစ်ခုပေါ့တိဆောက်ထားတဲ့ကမ္မထမ်းဒါဒုက္ခဝေဒနာကြားစားတဲ့ဝေဒနာကိုအာမနတိကာရနှလုံးမသွင်းတော့ဘဲနဲ့သူရဲ့မူလယူထားတဲ့လေ့ကျင့်နေတဲ့ကြာမစားခင်မူလဟုတ်လားလေ့ကျင့်ပြီးမှီဝဲနေတဲ့ကမ္မထမ်းကိုလည်းသူဆက်လက်လုပ်ပါတယ်အဲ့ဒါမူလကမ္မထမ်းဆိုတာရှိရမူလကမ္မထမ်းမှာပဲစိတ်မီးအောင်လုပ်ရမှာအကိဖောင်းနေပင်နေလို့မူလကမ္မထမ်းလုပ်ထားလို့ရှိရင်ကိုယ့်ရဲ့မူလကမ္မထမ်းမှာမှဝေဒနာတက်လာတဲ့သမထယာနိကနဲ့တက်မယ်ဆိုလို့ရှိရင်အဲ့ဒီဝေဒနာတက်လာရင်ပြင်ပေးလိုက်တယ်မိမိရဲ့ဖောင်းနေပင်နေပဲပြန်မှာလေးပါးသောအရိယာကိုအားနေနေတယ်ဝေဒနာနဲ့တက်လာလဲမိမိဖောင်းရပင်ရမှာစိတ်ကိုတီးတာမနိုင်သေးဘူးလားမနိုင်သေးရင်ပြင်ပေးမယ်ကြာသွားပြီလားကြာသွားပြီဆိုကြွတယ်လမ်းတယ်မတယ်ချတယ်တခါတည်းတတိကပ်ပြီအဲ့တော့ဝိမသလိုကြာနေတော့အားတက်မလာဘူးလားတတိထားတဲ့အားကများလာပြီအရင်တော့ပြန့်လွင့်တဲ့စိတ်ကများတယ်အခုစိတ်ပေါ်ရတဲ့တတိကတ်တယ်ဆိုတော့စိတ်နဲ့တတိနဲ့တွဲတဲ့လေ့ကျင့်မှုအားများမလာဘူးလားများလာအောင်လေ့ကျင့်တာအဲ့ဒါသမထယန္တိကအဲ့တော့မှအဲ့ဒီလိုနဲ့လေ့ကျင့်နဲ့၄ပါးသောအရိယာဘုံမှာတခါအဲ့လိုကျင့်လာတဲ့ခါကျနောက်တော့ဘယ်လိုဖြစ်လာလဲဒီဝေဒနာမတက်ခင်မှာသူ့ရဲ့တတိကကပ်ပါများတော့စိတ်ကအပြင်ဝထွက်သေးလားမထွက်တော့ဘူးပထမတော့ထွက်လိုက်ဖမ်းလိုက်ပေါ့ဟိုကဘာတပြန်ကြားတပြန်လုံးထွေးနေတာနောက်ပိုင်းကျတော့ကိုယ့်ဘက်ကသာလာတော့လေ့ကျင့်မှများတဲ့ခါကျတော့ဝိမသလိုပထမတော့ပေါင်90စမှတယ်ပေါ့တစ်ဖက်ပေါင်စိတ်လေ့ကျင့်မှများတဲ့ခါကျတော့ပေါင်90ပေါ့မသွားဘူးလားပေါ့တော့နောက်တော့ပေါင်9ပေါင်ထပ်ထည့်ပေါင်60အစတော့လေးတာပဲလေ့ကျင့်အားကောင်းတော့အားသများလာပြီဆိုတော့ပေါ့မသွားပြန်ဘူးလားဩအဲ့ဒီလိုပဲကြာလေ့ကျင့်ပါများတော့ကိုယ့်ဘက်ကအားသာလာတယ်အဲ့တော့တတိသည်စိတ်ကိုလွှမ်းမိုးမှုအုပ်ချုပ်မှုအားသာလာပြီအဲ့ဒီလိုအားသာလာအောင်မွေးမြူနေတဲ့အလုပ်ကိုသမထယန္တိက
အဲ့တော့မှလေတဲ့နာသူကထိတဲ့နေရာကမ္မထမ်းဖြစ်ဖြစ်ရှွန့်ကြကတိုင်းကြီးမှဖြစ်ဖြစ်ပထဝီဝီလိုအဖြစ်အဲ့လိုသုံးသပ်တဲ့အလောက်ကစိတ်ကိုတတိကနိုင်နေပြီဆိုတော့အဲ့မှာမိမိရဲ့မူလကမ္မထမ်းမှာနော်ဝိတက်ဝိစာရစိတ်ကိုကတိုင်းပညာအာယုံကိုပို့ပြီးတာဝိတက်ကတိုင်းပညာအာယုံမှာပထဝီဝီ၎င်းထိတဲ့သဘောထိချက်ကို၎င်းထိတဲ့ဝီ၎င်းဝင်နေလို့ထွက်တယ်ဝီ၎င်းအဲ့လိုသုံးသပ်နေတာဝိစာရအဲ့ဒီအားကကောင်းသွားပြီဆိုတော့ဆက်တိုက်ပါဖြစ်သွားလဲပီတိဒုက္ခဆိုပြီးတော့ဇိုင်ငါတက်မသွားဘူးလားဇိုင်ငါတက်သွားတော့ပီတိဒုက္ခနှစ်သက်ပြီးချမ်းသာလာပြီဆိုတော့စိတ်ကြီးချမ်းသာတဲ့အာယုံမှာခွာသေးလားမခွာတော့တဲ့ကြောင့်အောက်ကဝေဒနာကိုမညွတ်တော့ဒါလေးပေါ့ဖောက်ပြန်တဲ့ဒုက္ခဝေဒနာကိုနမ်းညွတ်သေးလားအဲ့တော့တစ်ဖက်မှာအာကိုပီတိဒုက္ခနဲ့အာကိုရပြီးခိုင်ပြီလဲဆိုရောအဲ့ဒီစိတ်ဒီဒုက္ခဝေဒနာကိုမညွတ်တော့ဘူးအဲ့ဒီအတွက်ကြောင့်သမထယာနိကကိုအဲ့လိုကျင့်ရအဲ့တော့မိမိတို့ကျင့်တဲ့ကျင့်စဉ်ဒီအကယ်မိမိတို့ဆရာရှိသွားမယ်ဆိုဆရာဘာယာနိကလဲအသမထယာနိကဆိုရင်ဝိတက်ဝိစာရပီတိဒုက္ခဧကဂရဆိုပြီးတော့အင်္ဂါ၅ချက်ပြည့်အောင်မိမိကျင့်ရမိမိဆရာကလည်းဒီအင်္ဂါ၅ချက်မပြည့်ပြည့်အောင်ဖြည့်ဆည်းပြရမှာဒါအလုပ်ပဲအဲ့ဒီအလုပ်မလုပ်ဘဲနဲ့ဒီဘက်ကလည်းမရောက်သေးဟောအနိစ္စဒုက္ခအနတ္တမှနေတော့ဟုတ်သမထယာနိကဆုံးပြီလားမဆုံးသေးဝိတဝိစာလည်းမရောက်ဘဲနဲ့ဈာကလာကြီးမှာအနိစ္စလုပ်လေဒုက္ခလုပ်လေဖြစ်ပြလုပ်လေတော့ကြဒီပြန်ကလိုက်နေအဲ့ဒါသမထလုပ်လို့ဝိပဿနာလုပ်ဖြစ်နေတာအဲ့ဒါသမထအောင်ဒီမိမိရဲ့ကတိုင်းပညာအာယုံမူလကမ္မထံအဲ့ဒီမှာတတိကစိတ်ကိုလွှမ်းမိုးနိုင်အောင်လေ့ကျင့်တဲ့အခါဒီမိမိရဲ့အာကောင်းအောင်လို့၄ပါးသောအရိယာဘုံမှာမလစ်တန်းအဲ့ဒီလိုကျင့်နေရမယ်အဲ့လိုကျင့်လို့အာကောင်းလာပြီဆိုရင်မိမိရဲ့မူလကမ္မဋ္ဌာန်းမှာဝိတေဝိစာရပီတိဒုက္ခဧကဂရဆိုတော့တီလဲတီသွားတော့နန်းကပီတိဒုက္ခမှာကပ်ပြီးသာယာပြီးတော့အောက်မှာဘလောက်တက်တယ်မွေကြိုက်နေတယ်သူမညွတ်တော့အဲ့တော့ပထမဇန်တို့ရောက်သွားပြီပထမဇန်မှာဧကဂရသမာဓိတို့တီးပြီးဆိုဒီစိတ်ဒီအောက်ကဒုက္ခဝင်အောင်ညွတ်သေးလားမညွတ်လှုပ်ဖို့ပြဖို့လို့သေးလားဩအဲ့လိုဆိုရင်လှုပ်ပြင်းနေသေးတယ်ဆိုရင်ဇာန်ရောဆိုင်ပြီလားမဟုတ်သေးဘူးအဲ့တော့သမထယာနိကဆိုလို့ရှိရင်လေသမထယာနိကပါလို့ကျင်ညာထားပြီးမူလကမ္မဋ္ဌာန်းတစ်ခုမှာအင်္ဂါ၅ချက်ဇိုင်ငါ၅ပါးနဲ့ပြည့်အောင်ပေးလို့ပထမဇန်တို့ရောက်သွားပြီဆိုဒီပုဂ္ဂိုလ်ဒီအောက်မှာမွေကြိုက်နေပြီသူမမြင့်တော့ဘူးလွတ်တယ်ပီတိဒုက္ခမှာနစ်သွားပြီအဲ့လိုပီတိဒုက္ခအပြင်နစ်ပြီးတော့နေနိုင်အောင်အဲ့ပထမဇန်မြဲအောင်၄ပါးသောအရိယာဘုံမှာတခါတဲ့နုနပ်ပြီးနေရတယ်အဲ့လိုရဖို့အတွက်မွေးမြူတယ်ဆိုတာဘယ်လိုမွေးမြူရလဲဆိုရင်ခမရတို့မပြောနဲ့စာရဗေဒဆရာတော်ကြီးများပဲလေကြောင်းမနေနိုင်ဘူးတော်တဲ့တပိတ်လုံးသင်္ကန်း30နဲ့မထွက်ရဘူးလားအဲ့ဒါဘာဖြစ်လို့လဲသူ့ရဲ့တမာတိလုပ်ငန်းကနူးညံ့တဲ့အတွက်ကြောင့်ဟိုကိစ္စတွေဒီကိစ္စတွေဟိုဟာတွေတရားတွေဖြစ်နေလို့ရှိရင်သူ့အတွက်အနောက်ချက်မဖြစ်ဘူးလားဖြစ်ပါပါအဲ့ဒါကြောင့်မလို့တစ်တပင်ရင်ဝါတပင်အောင်စိတ်ရငြိမ်ရာကိုသွားရတယ်ဆိုတာအဲ့ဒီအလုပ်ကိုပြောတာအခုတော့မဟုတ်ဘူးသမာဓိဆိုတာနဲ့ငြိမ်ရမယ်နားရီအေးရမယ်ဟာဒီသိရိတ်တာလေးလာတာရှုချက်ရှုရနဲ့ဘလို့ကြီးလဲစူးနေတာပဲဆိုတော့ဘာယာနိကဆိုတာလည်းမသိဘူးလေဟုတ်လားသမာဓိဆိုတာငြိမ်ရမယ်အေးရမယ်နားစိတ်ရမယ်တိတ်တိတ်လေးနေရမယ်ဆိုတာဘာလုပ်ငန်းလဲသမထယာနိကကျင့်စဉ်ဟုတ်ပြီလားအဲ့တော့သမထယာနိကဆိုတာကအခုလို့ခမရတို့သားနဲ့သမီးနဲ့အိုးနဲ့အိမ်နဲ့ကိုယ့်ရဲ့တောင်မလဲလာတဲ့ပုဂ္ဂိုလ်တွေတောထွက်နိုင်ပါမလားထွက်နိုင်ပါဘူးဗျာအဲ့တော့သမထယာနိကကျင့်လို့ရပါမလားမရဘူးအဲ့ဒါကြောင့်မလို့ဝိပဿနာယာနိကပြအဲ့တော့သမထယာနိကရဲ့သဘောတည်ဒုက္ခဝေဒနာနဲ့ရင်ဆိုင်လာတဲ့အခါမှာမိုးကြီးလေးကောင်အစိတ်တက်လာတဲ့အခါမှာဖာတိပြီးတော့ဒေါသအဲ့ဒီဒေါသကိုဘာနဲ့အစားထိုးလဲပီတိဒုက္ခဆိုတဲ့ဒုက္ခဝေဒနာနဲ့အစားထိုးမသွားဘူးလားအစားထိုးကပီတိဒုက္ခသည်ဒုက္ခသည်ဘာဝေဒနာလဲဒုက္ခဝေဒနာဒါလေးပါဖောက်ပြန်တာသည်ဒုက္ခဝေဒနာဒုက္ခဝေဒနာကိုဘာမှအစားထိုးရလဲဒုက္ခဝေဒနာနဲ့အစားထိုးရတော့ဒုက္ခဝေဒနာမှာတတ်မှတ်တဲ့လောဘပေါ်မလာဘူးလားလောဘတဏှာကပ်ပြန်ပြီအရင်တော့ဒုက္ခဝေဒနာမှာဒိဋ္ဌိနဲ့ရှင်နဲ့လှုပ်မပြေမဲ့ဆိုတဲ့ဉာဏ်နဲ့လောဘဒုက္ခဝေဒနာပေါ်လာတဲ့လောဘအခုကဒုက္ခဝေဒနာမှာကန့်ညီတဲ့ရာဂနဲ့ရှင်တဲ့လောဘလောဘတော့လောဘပဲလောဘရင်တူရဲ့လားမတူပါဘူးဒီလောဘသည်ဒုက္ခဝေဒနာမှလွတ်မြောက်ပြီးတော့ဒုက္ခဝေဒနာပီတိဒုက္ခအပြင်နေတဲ့ကြောင့်အဲ့ဒီတိုင်းသိရင်ပထမဇန်ရပြီးသိရင်မစင်းရဘူးဘာဖြစ်လို့လဲစိတ်ကိုဒုက္ခဝေဒနာမှလွတ်အောင်သိသိထားနိုင်တယ်မဟုတ်လားအဲ့တော့ခန္ဓာကိုယ်ကြီးသတ်သေးတယ်လို့ရုပ်ကိုညှို့အောင်မလားမညှို့တဲ့ကြောင့်မစင်းရတော့မစင်းရတဲ့အတွက်ကြောင့်ချမ်းသာစွာသိနိုင်တယ်ပထမဇန်ရဲ့ချမ်းသာသည်ပြီးရင်လောကကာမဂုဏ်ချမ်းသာတဲ့ကာမဂုဏ်ချမ်းသာတဲ့ပိုပြီးချမ်းသာပါတယ်လို့ဘုရားဟောတာအဲ့တော့လောကလူတွေဟာအာယုံကာမဂုဏ်တက်မဲ့နေတာပထမဇန်တော့တာမိုးရှိလို့လားပထမဇန်အတိုးပေးဖို့လိုသေးလား
ရာသီဥတုစောင့်မလို့သေးလားမလို့ဒါကိုပေါ့ကိုခန္ဓာနဲ့ကိုရင်းနှီးမရဘူးလားဒါပေမဲ့ခမရတို့မှာဘာဖြစ်လဲအခွင့်အရေးဆုံးရှုံးသွားပြီဘာဖြစ်လို့လဲပုံမှကျူးလွန်သွားပြီလေကာမဂုဏ်ပုံမှကြီးကျွလွန်အောင်ကျူးလွန်သွားတော့အိမ်တောင်းတဲ့လွတ်ရရှိသေးလားရှိပါဘူးလွတ်ကိုလွတ်ချင်ကြရဲ့လွတ်ချင်ပါဘူးတပါးတယ်ပဲတပါးကျန်တာတွေကတန်းွယ်မပါထောင်ကြပြီဆိုတော့အပြစ်ကြီးအပြစ်ကျူးလွန်လို့ထောင်ကြတာမဟုတ်ဘူးလားဟုတ်ပါဘူးအိမ်ထောင်ကြတယ်ဆိုတာအပြစ်ရှိလို့လားမရှိလို့လားရှိပါဘူးအပြစ်ရှိတဲ့ပုဂ္ဂိုလ်ကထောင်ကြတော့ထောင်ကြသားအခိုင်းတော့ထွက်ရလားတွေ့လားသဘောပေါက်တယ်မထွက်ရကိုယ့်ရဲ့တောင်မနေပြောလာကြရကိုယ့်ရဲ့ပြီးခင်ဗျားတို့နောက်တော့ကိုယ့်ရဲ့ကြုတ်ကျွေးမယ်နေနိုင်ပါမလားနေနိုင်ပါဗျာဘုန်းကြီးတစ်ပါးတော့ထားရတယ်အမဟိုကဆိုင်းနေတွေ့ရလားဘာလို့အပြစ်ကာမဂုဏ်အပြစ်ကျူးလွန်တော့ထောင်အင်ကိုထောင်ဖြစ်နေဖန်တီးပြီးတော့အဲ့ထောင်ထဲမှာကြာမနေဘူးလားထောင်ကြတဲ့ပေါ်လွတ်လပ်ခွင့်ရှိသေးလားရှိပါဘူးအဲ့တော့တပိတ်လုံးသင်္ကန်းသုံးနဲ့တောထွက်လို့ရရလားဓမ္မတွေရောသီလရှင်ဝင်ပြီးတော့ရိတ်တာတွေနေနိုင်ရဲ့လားမနေနိုင်တော့ရိတ်တာမှမနေနိုင်တော့ဘူးအိတ်သာနဲ့အဘိဓါနဲ့မိစ္ဆာမှာပဲနေကြတာနေပြောရတော့ဟုတ်ပါဘူးသာတော့ပြောဘာဖြစ်လို့လဲပုံမှန်ကျူးလွန်သွားရင်မဟုတ်ဘူးလားအပြစ်ရှိတယ်နော်ဟုတ်ပြီလားအဲ့တော့အပြစ်ရှိတဲ့ပုံကိုယ်ကြီးရှိမှလည်းကျွတ်တော့စားရတော့တာဆိုတော့တောထွက်ပြီးတော့မခေါ်လို့မရှိဘူးခဏတို့မရှိကျွတ်တော့ဘယ်လိုလုပ်ဆုံးရင်မရှိဆုံးတော့မလို့ရှိပါမလားဒါကကျေးဇူးတင်ပါလေအဲ့တော့တောမထွက်နိုင်တော့ခင်ဗျားတို့သမထယာနိကနဲ့ကျင့်လို့ရပါမလားမရဘူးအဲ့တော့တရားကျင့်နေဆိုတာဘယ်နည်းလဲဘယ်လမ်းကြောင်းလဲကျင့်လိုက်တော့အဲ့ဒါသမထယာနိကဆိုဝိတ္တဝိသဒပိဋိဒုက္ခဧကကရာအဲ့ဇိုင်ငံ၅ပါးပြည့်မပြည့်ဒါရာစစ်ရုပ်ဒိဏနဲ့အနိစ္စတွေဒုက္ခတွေဉာဏ်စင်တွေသွားမလုံးနဲ့ပထမဇန်လည်းမရသေးပဲနဲ့အဲ့ဒီပထမဇန်ရပြီဆိုလို့ရှိရင်အကယ်ပထမဇန်မှာဝတိဘော၅တန်နဲ့အနည်းဆုံးလနဲ့6လ9လလောက်လေ့ကျင့်အောင်ပထမဇန်ရဖို့ပြင်ဖို့အဲ့ဒါကိုဝတိဘော၅တန်နဲ့ဒိဋ္ဌာနဝတိဘောတွေရှိရလေအဲ့ဝတိဘော၅တန်နဲ့ကိုနေ့နဲ့ချီပြီးကျင့်အောင်နောက်တော့ပထမဇန်ဆိုကောက်တင်တာနဲ့မြဲနေပထမဇန်ဆိုနဲ့မြဲနေဆိုလောကဓာတ်ဘလို့ပဲတိုက်တဲ့သူလှုပ်သေးလားမလှုပ်တော့ဘူးခိုင်ပြီဆိုတော့မှစိတ်ချရပြီဆိုတော့မှဥပမာပြောရရင်ကြောင်တော်ကောင်ကကြွက်ကိုခုတ်ပြီကြွက်ကသေးသေးကြီးကြောင်ကကြီးသေးသေးကြွက်ကိုခုတ်ပြီဆိုကြောင်ဒီကြွက်ကိုရဖို့အတွက်စွမ်းအားရှိသလောက်ညာရှိသလောက်မစိုက်ထုတ်အောင်လားစိုက်ထုတ်လို့မိလဲမိရောသူကဇဇဆိုကြိုက်သေးကြသွားပြီပါဇက်ထဲရောက်သွားပြီဆိုကြောင်ကဘာလို့လဲဇဇဆိုနှစ်ချက်သုံးလောက်ကြိုက်ကြောင်လှုပ်ပေးလိုက်သေးဗျကြွက်ကိုလှုပ်ပေးလိုက်ပြန်မလှုပ်ပေးရဘူးလားဘာဖြစ်လို့ဆိုတော့သူကသေချာသွားပြီလေငါလက်ထဲကမပြေးနိုင်တော့ဘူးအရင်ပြေးနိုင်တော့ငါမိအောင်ဖမ်းတာတော့ငါကြိုက်ထားတဲ့ဒဏ်ရာကြောင့်ဒီကြွက်မပြေးနိုင်ဘူးဆိုပြီးတကယ်သူဟုတ်ပြီလားပထမဇန်သမာဓိကိုရောက်ယူဖို့အတွက်ကကြောင်ကြွက်ခုတ်တယ်လို့စွမ်းအားရှိသလောက်စွမ်းကုန်အားထုတ်ရတယ်ရသွားပြီဝတိဘော၅ရနဲ့ပိုင်သွားပြီဆိုတော့သူဟိုက်သမာဓိကိုလွတ်ထားတယ်ဧကဂရသမာဓိကိုမိမိရဲ့မူလကမ္မတိုင်းကတိုင်းပညာမှာနော်ဧကဂရအဖြစ်ခိုင်ခိုင်မြဲမြဲအုပ်ချုပ်ထားဖို့ကိုဧကဂရသမာဓိကိုလွတ်သမာဓုပိခာဘာဥပိခာလဲသမာဓိကိုဥပိခာပြန်ပြုတာသမာဓုပိခာဟုတ်ပြီနော်ဒုက္ခဝေဒနာမခံရင်ဒေါသကိုပြစ်တာခွာခဲ့တာဘာနဲ့ဥပိခာပြုခဲ့လဲဇာနုပိခာဇာနဲ့ဥပိခာမပြုခဲ့ဘူးလားပြုခဲ့တယ်ဒုက္ခဝေဒနာမခံရင်တဲ့စိတ်ကိုဒုက္ခဝေဒနာနဲ့အစာထုတ်ပြီးဒုက္ခဝေဒနာဒေါမနတာကိုဇာနဲ့မပယ်ခဲ့ဘူးလားဥပိခာပြဇာနုပိခာဇာနုပိခာသမာဓုပိခာရဲ့ဒုက္ခဝေဒနာပီတိဒုက္ခအဲ့ဒီမှာပီတိဒုက္ခကိုအာယုံကိုမခံစားတော့ပဲနဲ့ဆိုလိုတာကဆောင်းနှင်းမဲ့ချမ်းတဲ့ခါကျတော့အေးတော့ဆောင်းနှင်းချုံတော့နှွေးမသွားဘူးလားနှွေးတဲ့အရာသာလေးကိုခံစားတာအခုအဲ့လိုနှွေးတဲ့အရာသာလေးကိုမခံစားတော့ပဲနဲ့ဧကဂရသမာဓိတည်နေမှုကိုနော်ဆက်ပြီးတော့အောက်ချုပ်မထားတော့ဘဲနဲ့အသာလေးလွတ်လိုက်တာသူ့သမာဓိတိုင်းလေးကတိုင်းပညာအောင်မှာစိတ်ကိုလွတ်ပြီးဒီတိုင်းလွတ်လေးထားရသေချာပေါက်ခိုင်းနေပြီးတော့လွတ်ထားတော့သူဒီစိတ်ဒီအောင်မပြေးသေးလားမပြေးတော့မှအဲ့ပထမဇန်သမာဓိကိုခဏိကသမာဓိကနေခွာပြီးတော့ယုံနာမှုဖြူတယ်အဲ့ကြတော့မှဒီစိတ်ကဘယ်မှမပြီးတော့တီးပြီးဆိုတော့သူ့ရဲ့ဇံစိတ်ကိုပင်လည်းကောင်းသို့မဟုတ်ခန္ဓာကိုယ်လည်းကောင်းဒူပဲလေအဲ့ဇံအာယုံကိုပြန်ရွှေ့ရင်လည်းဝိပဿနာဇံစိတ်မှမရှုပ်ပဲအတွင်းခန္ဓာကိုပြန်ရွှေ့လဲဝိပဿနာဧကဂရသမာဓိခဏိကသမာဓိကနေခွာရှုတာသမထယာနိကဒါပေမဲ့အဲ့သမာဓိကခွာဖို့ဆိုတာလေပိဋိဒုက္ခခွာဖို့ဆိုတာလေလွယ်တယ်အောင်မေးလို့လားမလွယ်ဘူးနော်ခင်ဗျားတို့ကမရဘူးလို့အဲ့ဒီပိဋိဒုက္ခဘယ်လောက်လဲဆိုရင်ဒီအသားဆိုင်အသားခဲတွေဟာတိမ်လိပ်တွေဂုံးလိပ်တွေလို့တိမ်ကိုကြီးလို့လိုက်ဖြစ်လာပြီးတော့အယံပိဋိဖြစ်တာအုံကြွပြီးအကြီးကြီးဖြစ်လာတယ်လို့တခါတည်းဝမ်းသာမှုချမ်းသာမှုကြီးကတခါတည်းတိမ်ကိုကြီးတွေမုန်းညွတ်တော့တက်လာတယ်အဲ့လိုဖြစ်တာတော့အယံပိဋိဖြစ်တော့အဲ့ဒါကြီးကိုထိန်းနိုင်မှာမလွယ်လဲနဲ့မထိန်းနိုင်ဘူးအခုခေတ်ပုံကိုယ်ကြီးကိုယ်ဟန်အားတွေကလည်းလိုတဲ့
အဲ့ပထမဇန်တမာတိကိုထိန်းနိုင်တဲ့အားလဲလိုတယ်ကိုယ်ကအားလဲလိုတယ်ဒီဘာနဲ့တူလဲဆိုတော့ပထမဇန်တမာတိဒီအင်ဂျင်ဆက်အားကောင်းတဲ့အသိကြီးနဲ့တူတယ်ခန္ဓာဒီအကယ်၍ body အစုပ်ကြီးဖြစ်ခဲ့လို့ရှိရင်အင်ဂျင်အသိကြီးတင်မောင်းတော့ body ခံနိုင်ရလားမခံနိုင်ဘူးဒါလဲလို့သေးရသမထနဲ့ရမ်းပြောလို့မရဘူးတကယ်လို့ဒီမှာသိချာအဲ့ရဲ့တမာတိအားအရှိန်ဟာဒီခန္ဓာကလိုက်လို့မမီဘူးပြတ်ကြဒီခန္ဓာအဲ့တမာတိရဲ့စွမ်းအားဓာတ်ကိုမခံနိုင်ဘူးအဲ့ဇံကိုဝင်စားပြီဆိုဟဲ့ရုပ်တည်းဟောတခါပြူပြတ်ကြကလတ်တည်းတခါတည်းကိုခြေရလက်ပြဆံပြနေတော့ပေါ့ဆိုအောင်ရိုက်ခတ်တယ်လားဒီတမာတိရဲ့အဟောဆွဲဆုလိုက်တာအဲ့ဒီကကြဒီခန္ဓာကိုယ်တွေဟာဒီခေတ်ကအမတန်အားနဲ့ချိုးတဲ့အတွက်ကြောင့်အဲ့တမာတိအားကိုမထူထောင်နိုင်ဘူးဒါမရဘူးတော့မဟုတ်ဘူးလေကိုယ်ကအားရှိဖို့တော့လိုတယ်အဲ့ဒါကြောင့်အသက်ကြီးတဲ့ပုဂ္ဂိုလ်များသည်ကိုယ်အားငကိုတွေကကြာပြီးနှိကျက်ရောတဲ့တဲကြီးလိုဖြစ်ဟိုလိုကြီးလိုဟိုလိုရိုင်းဒီလိုကြီးရှောက်ရိုင်းတော့ဒီသမာဓိတောင်ခံနိုင်မှာမခံနိုင်ဘူးအဲ့ဒါကြောင့်သမထယာနိကကိုခုခေတ်မှာတောင်းနဲ့တက်လို့မရဘူးအဲ့တော့ပထမဇန်ရဲ့အပြစ်ကိုပြန်ကြည့်တယ်ပြန်ကြည့်ပြီးပြန်ကြည့်တဲ့အခါကျဝိတ္တဝိစာရကိုထားမယ်ဆိုလို့ရှိရင်ဒီဝိတ္တဝိစာရကနေပြီးတော့ပေါက်ပြီးတော့အခြားဗိဒ္ဓအခြားဝိတ္တဝိစာရကိုတွားပြီးတော့ဝိတ္တဆိုတာစိတ်ကိုပို့တတ်တဲ့အတွက်ကြောင့်ဒီဝိတ္တဝိစာရကိုစိတ်မချအောင်တနည်းအားဖြင့်ပြောမယ်ဆိုလဲမိမိရဲ့ကတိုင်းပညာအာယုံမှာဧကဂရသမာဓိအားဖြင့်တီးပြီးဆိုတော့စိတ်ကိုကတိုင်းပညာအာယုံကိုတက်တီးပြီးဖို့လိုသေးလားမလိုတော့တဲ့ကြောင့်ဝိတ္တဝိစာရကတိုင်းအာယုံကိုရှုံပထဝီလို့သုံးတတ်တဲ့ဝိစာရကတခါတည်းနှလုံးမသွင်းတော့မနဲ့စွန့်လိုက်တာအဲ့ဒါပါလေဇာနုပိခာဇန်ချင်းပဲပြန်ပြီးဥပိခာပြုတော့ပိဋိဒုက္ခနဲ့မကြံဘူးလားကြံတာအဲ့ဒါဒုတိယဇန်ဒုတိယဇန်တဲ့ပိဋိဒုက္ခချမ်းသာနှစ်သက်တဲ့အာယုံအတိုင်းလေးပဲသူနေနေတာစိတ်ကလေးကကတိုင်းပညာအာယုံမှာအဲ့ပိဋိနှစ်သက်ပြီးတော့ချမ်းသာတဲ့အတိုင်းနေနေတော့အဲ့ဒီမှာသူကပြန်ကြည့်ဒီဟာသည်တဲ့ပရမယုံနာလည်းမဟုတ်ဒီချမ်းသာသည်နိဗ္ဗာန်ချမ်းသာလည်းမဟုတ်ပရမယုံနာလည်းငါမမြင်သေးဘူးဒိဋ္ဌိဆိုတဲ့အမြင်စင်ကြယ်မှုလည်းမရှိပဲနဲ့မိမိရဲ့ကတိုင်းပညာတော်မှာနန္ဒီတာကနှစ်သက်နေတဲ့ကာမစောနေတယ်လောဘကမနေဘူးလားအဲ့ဒါအဘိဇ္ဇာဟောပြီနော်ဒါလေးပါဖောက်ပြန်တာကဒေါမနတဇံရဲ့ဒုက္ခသည်အဘိဇ္ဇာမှာလောဘမကဘူးလားလောဘကလို့ရှိရင်ဝိပဿနာရှုလို့ရပါမလားအကယ်ဧကဂရသမာဓိကနေတော့သမာဓုပိကပြန်ခွာနိုင်ခွာမခွာနိုင်လို့ရှိရင်ခုနဝိတ္တဝိစာရကိုဖြောလိုက်တာဒုတိယဇံပိဋိဒုက္ခကျတော့ပိဋိကိုလည်းတခါနှလုံးမသွင်းတော့ပဲနဲ့နှစ်သက်ပိဋိဖြစ်နေတဲ့စိတ်ကလေးကိုပြင်စွန့်ထုတ်လိုက်တာချမ်းသာမှုတက်ကလေးနေတယ်တတိယဇံချမ်းသာမှုတက်ကိုနဲ့ခိုင်မြဲပြီးတခါလေ့ကျင့်ဦးလေ့ကျင့်လို့ချမ်းသာတဲ့စိတ်ရပြီးတော့ချမ်းသာမှုကိုပြင်မခံစားတော့ပဲနဲ့အဲ့ဒါကိုစွန့်လို့ပြီးကတိုင်းပညာအောင်မှာစိတ်ကလေးတီုံမြပဲနေလေတဲ့ခါကျတော့ဒုက္ခဝေဒနာခံစားတဲ့လောဘလွတ်မသွားဘူးလားလွတ်သွားပြီဒုက္ခဝေဒနာမှာရှင်တဲ့ဒေါသရောရှိသေးလားဒုက္ခဝေဒနာမှာတတ်မဲ့တဲ့လောဘရောရှိသေးလားလောဘဒေါသလွတ်မသွားဘူးလားအဲ့တော့လောဘလည်းမဟုတ်ဒေါသလည်းမဟုတ်တော့ဒုက္ခဝေဒနာလည်းမဟုတ်ဒုက္ခဝေဒနာလည်းမဟုတ်တော့အဒုက္ခမဒုက္ခယဝေဒနာယဆိုတဲ့ဥပိ္ပခဝေဒနာမှာဘာရှိလဲမောဟဘာရှိလဲဒုက္ခဝေဒနာမှာဘာရှိလဲလောဘဒုက္ခဝေဒနာမှာဒေါသဥပိ္ပခဝေဒနာမှာအခုတော့ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာမှာလွတ်ပြီးတော့တတိတိကတိုင်းပညာကမ္မထမ်းမှာတတိလေးနဲ့တီးပြီးဆိုတော့တတိရှိတော့ဘာပဲမလဲမောဟကိုပယ်သည်တတိကဘာကိုပယ်တယ်လဲမောဟကိုပယ်ခေါင်းဆောင်ကဘာလဲလို့မေးရင်မောဟခေါင်းဆောင်တည်ပြီးတော့မောဟကိုနိုင်ရင်ဘာမွေးရတတိမွေးရမယ်ဒါကြောင့်တော့တတိပဋ္ဌာန်တရား၄ပါးလို့ခေါ်တာသဘောပေါက်ပြီလားတတိဒီဘာနဲ့တူလဲဆိုလို့ရှိရင်ကိုယ့်ရင်နဲ့ကိုယ့်ခြံထဲမှာကိုနေတယ်မိမလာတော့မှောင်သွားတော့ကိုယ့်ရင်ကိုယ့်ခြံထဲကိုသွားလို့ရသေးလားမရတော့ဘာယူရလဲလိမ့်တမီပါလိမ့်တမီထိုးလိုက်တဲ့ခါကျတော့မိမိသွားမဲ့လမ်းကိုအမောင်ခွင်းတော့အလင်းပေါ်မလာဘူးလားပေါ်လာနိုင်မဲ့လမ်းကောက်လမ်းပြောက်ကပုတ်ပဲကြိုက်မဲ့တကားပဲမင်းတို့မဲ့တစ်ပင်မဲ့အတက်ပဲအစင်းမဲ့ငုတ်ခွဲလို့ဝေခွဲလဲညံပေါ်မလာဘူးလားဒါပေမဲ့ညံကတော့ငကိုရိယရှိတာပဲအမောင်ကြီးကိုအညံကထိုးမကြည့်နိုင်တော့လမ်းပြောက်လမ်းကောက်အတက်အစင်းလေတကားဆိုခွဲကြလို့ရရလားမရတော့ဘာလဲတတိရှိရဥဆောင်ပြရတယ်အဲ့တော့မိမိတို့ရဲ့ကိုးကွယ်ရာအားထားရသည်ပါလေတတိပဲအမှန်ပြီလားလောကမှာအတိုင်းမရှိအနှိုင်းမရှိတဲ့ယတနာဟာပါလေမှတ်ထားနော်မှတ်ထားအဲ့တတိရှိကြီးတယ်ကိုယ့်ရဲ့ဘဝကျင်ပေါ်ကျင်ဘက်ကဘာခေါ်မလဲအင်းအထုတ်ကြီးလားအင်းအထုတ်ကြီးသွားဆိုတော့ပါပါလားအင်းကကိုယ်တကကြီးကကိုယ့်ရဲ့အနှစ်သက်ဆုံးလားကိုယ်တက္ကမကိုယ့်ရဲ့အနှစ်သက်ဆုံးလားဘဝကျင်ပေါ်ကျင်ဘက်ဖြစ်ရလားဟမ်
မသိလို့မေးကြည့်တာပါတချို့ကဒီမှာရှိကြီးနဲ့နောက်တော့မပါပါဘူးလားမပါပါသေးဥပါတိုင်းစိတ်နဲ့သူကပါသွားရောမိမရှိကြီးနဲ့နောက်မိမယူတယ်ဗျာနော်ဘရင်မျိုးနဲ့တူပါလေအဲ့တော့ပါတစ္ဆာရှိရလားတစ္ဆာမရှိတာဘာဖြစ်လို့လဲမေတ္တာပွားသွားလို့ဒီမှာလဲထောင်ရအောင်မလဲထောင်ရမှာထောင်မေတ္တာပေါ်ပြီးတော့သွားတာအဲ့တော့ဘာဖြစ်လဲမတည်တတ်ဘူးတဲ့တစ္ဆာမရှိဘူးတဲ့မမြဲဘူးမိမိကိုလည်းမနှိမ့်ဆက်တတ်ဘူးလားနှိမ့်ဆက်တတ်တယ်မြေအကြောင်းရည်သူအောင်လည်းလုပ်တတ်တယ်တတိကအဲ့လိုလုပ်တတ်သလားမလုပ်တတ်ဘူးမိမိရဲ့သောကပရိဝမိတောက်အောင်အမောင်ချထားတဲ့မောဟကိုနိုင်တာဘာနိုင်တာလဲတတိဒီမောဟကိုနိုင်ပြီးတော့ခုနတော့ပထမဇန်ဒုတိယဇန်ရခဲ့တယ်လဲဘာနဲ့တက်ခဲ့ရလဲတတိပဲလောဘဒေါသမောဟကိုနိုင်တာဘာလဲတတိပဲမိမိရဲ့ကိုယ်ွယ်ရာဒီဘာလဲမိမိရဲ့ယတနာသည်မိမိရဲ့ကိုယ်ွယ်တဲ့ကျင်ပေါ်ကျင်ဘက်သည်မှတ်ထားနော်သေတဲ့အထိမမေ့နဲ့ဟုတ်ပြီလားတတိကင်းမဲ့ပြီဆိုလို့ရှိရင်မှတ်ထားဆင်းရဲပြီတတိလေးပါလာမလဲမောဟလောဘဒေါသအပြုံလိုက်ရင်အမျိုးတစ်မျိုးလုံးတက်မလာဘူးလားအေးတတိလွတ်တာနဲ့လောဘမောဟကပ်ပြီးမောဟကပ်တာနဲ့ဒေါသတို့ဒေါကတို့မာနတို့ဗျာပါဒတို့ဆရဘာမိတောက်ပြီးအဲ့တော့ဆရဘာမိကိုသတ်နိုင်တာဘာကသတ်နိုင်လဲခမရတို့စိတ်လုံးကြီးတဲ့ရှင်းလို့ရပါမလားပါကြတို့ကားနဲ့ကိုရှင်းလို့ရပါမလားမရဘူးနော်မိမိရဲ့သေတဲ့အခါဆင်းရဲတော့ဘာလာရှင်းပြီးမှလဲအေးမှတ်တာတတိမှတ်ပြီနော်တတိကတော့ရှိပါတယ်ဒါကတော့ကောင်းပါတယ်တရိုးမရှိရင်ရပါမလားရပါဗျာအေးအဲ့တတိကိုမြဲဖို့အတွက်တွန်းအားဝီရိယဘယ်နှချက်ရပြီလဲနှစ်ချက်တတိမြဲဖို့အတွက်နောက်ကဝရိယကတွန်းမထားဘူးလားတွန်းတာပါဗျာအေးမှတ်ထားအဲ့ဒီယရနာဒုကြီးကိုရှာကြံတဲ့ရွှေတွေငွေတွေနော်တိုက်ကြီးမတက်ရင်နေပါသေးစိတ်မြေကြီးမစိမ်မြရင်နေပါသေးလင်္ကလူသာကားကြီးမစည်းရရင်နေပါသေးဟုတ်ပြီလားတတိနဲ့ဝရိယနဲ့ဖြောက်မအောင်ထိမ့်မဲ့သမာဓိနဲ့နောက်တစ်ချက်ကသရာဝရိယသတိသမာဓိပေါ့ဟုတ်ပြီလားသမာဓိကိုဖြုံတရားရင်ဒီတတိဒီမိမိရဲ့ကိုယ်ွယ်ရာအားထားရပဲလို့ယုံကြည်မှုဒီပါလေတရားအမောင်လောဘဒေါသမောဟခွင့်မှာကတတိပိုင်းခြားပြီးစိတ်ခွာမှာလေအေးတတိမရှိဉာဏ်ပေါ်ပါမလားအေးလက်လိုက်တမီထင်းတာနဲ့ဉာဏ်ကအလိုမပေါ်မလားဟုတ်လားဘာဗရဏကြလဲတတိယဗရဏကြတယ်အဲ့တော့တတိနဲ့ဝရိယတရားသုံးချက်ကိုဖန်လိုက်ပါအဲ့ဒီသုံးချက်နဲ့စိတ်နဲ့ပေါင်းနေတဲ့ပုဂ္ဂိုလ်ဒီမှတ်ထားလိုက်ပါဘယ်တော့မှမစင်းရဘူးဘယ်တော့မှအပယ်လေးပါသူမကြောက်ဘူးဟုတ်ပြီနော်ယရနာစိယရနာမှတွေ့မသွားဘူးလားအဲ့တော့မောဟကြံတဲ့အနုဆောင်နောက်ကတတိယပယ်လိုက်တော့စိတ်နဲ့လောဘဒေါသမောဟရှိသေးလားမရှိတော့လောဘဒေါသမောဟမရှိတော့ထောင်ဝါအကိလေသာရှိသေးလားမှတ်ထားနော်ထောင်ဝါအကိလေသာမရှိရင်စိတ်ကလေးပါပြရပြီလေစင်ကြယ်သွားပြီအဲ့ဒါကိုဘာခေါ်လဲစိတ်တဝိသုဒ္ဓိလို့ခေါ်သည်ဟုတ်ပြီလားစိတ်မစင်ကြယ်သေးပဲနဲ့ဝိပဿနာရှုလို့ရပါမလားမရပါဘူးမရဘူးအဲ့တော့ပထမဇန်သမာဓိသည်ဒေါမနတာကိုပယ်၍ပထမဇန်သမာဓိနဲ့ယူတယ်ပထမဇန်သမာဓိကိုဇာနုပစ်ကဒုတိယဇန်နဲ့ပြန်ပယ်တယ်ဒုတိယဇန်ကိုတတိယဇန်နဲ့ပယ်တယ်တတိယဇန်ကိုသရုဒ္ဓဇန်နဲ့ပြန်မပယ်ဘူးလားပယ်တော့ယောဂီတို့စဉ်းစားကြည့်တယ်အဲ့ဒီအချိန်မှာအဲ့ဒီစိတ်သည်တော်ပြေးတောင်ပြေးသေးလားမသိဘူးလေအခုကကိုယ်တရားထိုင်တော့မယ်တရားသမားကြီးလားလို့သိချင်နော်ထိုင်ကြည့်ပေါ့ကိုပြေးဒီပြေးနေဘာရှိလဲဘာမှမရှိဘူးပဲရှောက်ပြေးနေတာကြီးမှမဖားနိုင်ဘူးနဲ့ဘာမဲ့ဘာဖို့ဘာသမာဓိမှမရှိတော့ဘူးဟုတ်ပြီလားအဲ့တော့ကြာထိုင်ပါလို့မေးမယ်ပါတရားတွေပြောဘာဉာဏ်စီနေပြောဘလောက်ပဲဟော9နာရီလောက်မလုပ်ခဲနေကြည့်ပါလို့မေးကြည့်ပါမင်းကြီးကြာထိုင်လို့ရပါမလားမရဘူးဗဇက်ကတော့ရှောက်ပြောရတော့ဗောတကယ်လဲထိုင်ကြည့်ရောပထမဇန်သမာဓိရပြီဆိုလှုပ်အောင်မလားပထမဇန်သမာဓိရောက်ရင်တော့မလှုပ်တော့ပါဘူးပထမဇန်ဒီမူလကမ္မထာမှာစိတ်ကလေးတီးပြီးဆိုဒီစိတ်ဒီအတိတ်ကိုစဉ်းစားသေးလားအနာဂတ်ကိုပြေးသေးလားမှတ်ထားပါဝိပဿနာရှုမဲ့စိတ်ဒီအတိတ်ကိုလည်းမစဉ်းစားဘူးအနာဂတ်ကိုလည်းမစဉ်းစားဘူးပြစ္ဆုတ်ပံမှာလည်းဒုက္ခဒုက္ခဝေဒနာနဲ့မလွတ်အောင်လားဒုက္ခဝေဒနာနဲ့လွတ်တော့မခံနိုင်ဘူးဆင်းရဲတယ်ဆိုတာရှိသေးလားမရှိဘူးနော်ဒါပထမဇန်နေပြောသေးတာနော်ဒုက္ခကြီးဆင်းရဲလို့ကြာမထိုင်နိုင်မဘူးပြင်းနေဆိုတာရှိသေးလားပိဋိဒုက္ခချမ်းသာနေတော့ဗရဏာဤနေရမနေနိုင်ဘူးလားအဲ့တော့တရားစကားပြောလာပြီဆိုလို့ရှိရင်ဘာမှပြောမနေနဲ့မလုပ်ဘဲနဲ့9နိုင်လောက်ထိုင်ကြည့်ပါဦးဆရာမမေ့ရဘူးလားမမေ့ရဘူးကြောက်တယ်ဆရာကဘာရှိလဲမရှိလို့ရှိရင်ဆရာကျွန်တော်တို့ကျမတို့9နိုင်လောက်မလုပ်ဘဲထိုင်ကြပါဦးစိတ်မရှိလာဘူးဒေါသလှုပ်ချင်လာတဲ့လောဘဟုတ်ပြီလားပြင်းလာတဲ့ကောသစ္စာပြန့်လွင့်နေတဲ့ဥဒိစ္စလေးလာနဲ့ငိုက်နေတာဌိနမိတ်တာလို့အဲ့လိုမလုပ်လို့ရှိရင်ဒီဘုတ်ကိုပထမဇန်ရှိရလားမ
မရှိဘာမှမတတ်သေးဘူးတရားစကားတွေပြောမနေနဲ့အဲ့ဒါစစ်လိုက်ဒီလောက်ကလေးမှမထိမ့်သိနိုင်ဘူးဆိုလို့ရှိရင်ဘာမှမရှိသေးဘူးပဲပေါ့ပြောတာတော့ရှောက်မှပြောမရဘူးလားတကယ်လက်တွေ့ကြတော့ပြောလို့ရသေးလားမရဘူးအဲ့ဒါကြောင့်မလို့ပထမဇန်သမာဓိဒီဘာလို့တာလဲလို့မေးရင်ဝိပဿနာကျင့်မဲ့စိတ်ကလေးဟာလောဘဒေါသမောဟဆိုတဲ့ကိလေသာခေါင်းဆောင်၃မျိုးစိတ်မှာအုပ်ချုပ်နေလို့အကုသိုလ်တရားတွေတက်နေလို့အမှန်တရားတွေကိုမမြင်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဒီကာဝယ်ထားတဲ့အမှန်တရားတွေကိုကာဝယ်ဖုံးတိထားတဲ့လောဘဒေါသမောဟကိုစိတ်နဲ့မကန့်အောင်တန့်ရှင်းနေတဲ့အလုံးလုံးနေတာကိုဘာခေါ်လဲဝိပဿနာကျင့်နေလို့ပဲခေါ်တယ်မဟုတ်ဘူးလားစိတ်ကလေးစင်ကြအောင်လုပ်နေတာမဟုတ်ဘူးလားအဲ့ဒါစိတ်တဝိသုဒ္ဓိကျင့်တယ်လို့ခေါ်တယ်အဲ့တော့အဲ့ဒီစိတ်ကလေးကမူလကမ္မထာမှာစိတ်ကလေးကရွေ့ရှားသေးလားမရွေ့ရှားတော့ဘာခေါ်လဲသမာဓိအဲ့ဒီစိတ်ကလေးကငြိမ်းအေးမနေဘူးလားသမထအဲ့လိုငြိမ်းအောင်စိတ်ကလေးမပြောင်းနိုင်အောင်ကိလေသာမကန့်အောင်စောင့်မထိန်ခဲ့ရဘူးလားသီလစောင့်ထိန်မှုပြည့်စုံတော့သီလဝိသုဒ္ဓိစောင့်ထိန်မှုပြည့်စုံတဲ့အတွက်ကြောင့်အဲ့ဒီစောင့်စိတ်ကလေးဒီကတိုင်းမှာတည်နေတာကသမာဓိသီလသမာဓိပြန်မရဘူးလားသီလသမာဓိပြည့်စုံရင်စိတ်စင်ကြယ်တဲ့ပညာဉာဏ်ပေါ်မလာဘူးလားပြန်ပေါင်းတော့သီလသမာဓိပညာတနည်းအားဖြင့်ပြောမယ်ဆိုသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်မဲ့ခင်၈ပါးနဲ့ပြောမယ်ဆိုလဲဒါပဲအဲ့တော့မိမိရဲ့ကတိုင်းပညာအာယုံမှာစိတ်ကလေးကွာမသွားအောင်စူးစိုက်မထားဘူးလားဇံမယ်ဟိုပြည့်ဒီပြည့်လောဘဒေါသနဲ့ရှောင်းနေနေတဲ့စိတ်ဒီစัญญမြတ်တွေဖြစ်တဲ့ကြောင့်အဲ့စัญญမြတ်တွေမလောင်မြတ်ရဘူးလားလောင်မြတ်တာလည်းဗာလဲဇံမယ်အဲ့စိတ်ရဲ့မိယာဒီသမထအာယုံပဲစိတ်ကလေးအကုသိုလ်တရားတွေမကောက်အောင်ထိန်းနေတာဒီသီလကတိုင်းပညာအာယုံမှာတည်နေတာဒီသမာဓိအဲ့ဒီအာယုံကြီးငြိမ်းတဲ့ကြောင့်သမထအဲ့ဒီသမထဘာလို့ဝိပဿနာကျင့်လို့ရပါမလားဟာတကြွသမထကြီးဇံကြီးလျှောက်ပြောတယ်ဘာကြီးလို့မသိနော်သိနာဆိုတဲ့ဒါသမထတွေလည်းပါတယ်ဝိပဿနာဇံတွေလည်းပါတယ်ပြောတော့ဝိပဿနာလည်းလျှောက်ပြောတော့ဘာတွေဖြစ်ကုန်ပြီလဲဟုတ်ပြီလားဦးဇင်းအခုလို့သရုပ်ခွဲတော့အားလုံးကအတူတူပဲမဟုတ်ဘူးလားသီလသမာဓိပေါင်းရင်သီလမကင်သမာဓိမကင်အမှန်မြင်တော့သမာဓိဆိုတော့ပညာမကင်ဘူးမသွားဘူးလားဝိသုဒ္ဓိပြောမယ်ဆိုရင်သီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိစိတ်စင်ကြယ်သွားပြီဆိုအမြင်စင်ကြယ်တော့အမှန်တရားတွေပေါ်မလာဘူးလားပေါ်လာတော့ပိုင်းခြားသိတာတော့ရုပ်ဘဲနာမသိတာတော့ဒိဋ္ဌိအမြင်စင်ကြယ်မလာဘူးလားသမာဓိဋ္ဌိသည်အမှန်မြင်တာသီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်ရောက်သွားပြီသမာဓိဋ္ဌိသည်ဘာမဲ့ခင်ရောက်သွားပြီလဲပညာမဲ့ခင်ရောက်သွားပိုင်းခြားရုပ်ဘဲနာမပိုင်းခြားမြင်မသွားဘူးလားအဲ့တော့မှဝိပဿနာရှုအကယ်၍သမထယာနိကဆိုရင်ပထမဇန်တော်၎င်းသမာဓိကိုဥပိ္ပကာပြီးခဏိကခွာ၍သို့မဟုတ်ဒုတိယဇန်ကိုတက်၍ဒုတိယဇန်မှတတိယဇန်မှသရုဒ္ဓဇန်အဲ့ဒီသရုဒ္ဓဇန်သမာဓိတို့မရသေးပဲနဲ့ဒုပုဂ္ဂိုလ်သည်အရိယာမက်သို့မရောက်ပါမှန်ပြီလားမှတ်တော့မှတ်ထားပါဗျာသရုဒ္ဓဇန်သမာဓိသည်ဘာရင်ငါရနဲ့ညီသလဲမှတ်ရောသီလသမာဓိဟုတ်မောအတိတ်နာကပြည်သေးလားပြည်ပါဘူးဒါဖြင့်လောဘရှိသေးလားလောဘဇောအာယုရှိသေးလားဒေါသရှိသေးလားတွေ့ဝေမှုမောဟရှိသေးလားအဲ့တော့လောဘဒေါသမောဟမရှိလို့ရှိရင်ပြဉ္ညတ်တွေရှိဦးမလားလောကထဲမှာဒါပြဉ္ညတ်တွေရှိတယ်မဟုတ်ဘူးလားလောကလွန်မြောက်တဲ့ဒီစိတ်ပရမယုံနာနေမှာပြဉ္ညတ်ပါသလားပြဉ္ညတ်ဆိုခြေပဲလည်းပဲကိုယ်ပဲကောင်းပဲဖြစ်နေပြဉ္ညတ်ကြီးတင်မနေဘူးလားပရမယုံနာမှာပြဉ္ညတ်ပါသလားသဘောလေးမှာအပြောရှိသလားသဘောကိုရှုမှဝိပဿနာသဘောဝိပဿနာမှာအပြောမရှိတော့အပြောမရှိတဲ့သဘောကိုရှုမဲ့စိတ်မှာပညာတွေပါနေသဘောကိုနံညွှတ်လို့ရပါမလားအဲ့တော့တနည်းအားဖြင့်ပြောမှဆိုလောကနေသည်ကိလေသာနေသည်အဝိဇ္ဇာနေသည်ပညာရှိသည်လောဘရှိသည်ဒေါသရှိသည်မောဟရှိသည်အခုတော့ပရမယုံနာတို့သည်ပညာမရှိသူကဗဂရိထီထီပေါ်သေးပဲရှိတယ်ဆိုတော့အတိတ်ပရမယုံတို့သည်အတိတ်နာကညှို့တဲ့သဘောရှိသလားပြစ္ဆုတ်ပံပေါ်သေးပဲတိုက်သေးပဲပေါ်တယ်မဟုတ်လားပေါ်တဲ့ထဲမှာအပြောပါတယ်အပြောမပါတဲ့သဘောကိုရှုမဲ့စိတ်မှာအပြောကြီးတောင်းတင်နေမယ်ပြန့်လွင့်နေမယ်ဆိုရင်ဖြစ်ပါမလားအဲ့ဒါကြောင့်စိတ်ဓာဝိသုဒ္ဓိအင်္ဂါရနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သည်ဒုက္ခဝေဒနာမှာလောဘလည်းမရှိဘူးဒုက္ခဝေဒနာမှာဒေါသလည်းမရှိဘူးပြင်းတာရှိသေးလားငြင်းငွေတာရှိသေးလားတောပြေးတောင်ပြေးပြေးတဲ့စိတ်တွေရှိသေးလားကြာကြာမထိုင်ညီမှုဆိုတာရှိသေးလားခန္ဓာကိုယ်ကြီးနာတယ်ဆိုတာရှိသေးလားပေါင်ချီလဲကိုယ်ကောင်းဆိုတာရှိသေးလားတရားတိုင်းနဲ့ခန္ဓာကိုယ်ပေါင်ဝဲချောက်ပဲကိုယ်ပဲကောင်းပဲဆိုပြည့်လည်းမရှိတော့ဘူးဟုတ်ပြီနော်အဲ့တော့မှသရုပ်ဒဇံသမာဓိနဲ့ညီဖို့ပဲခမရတို့ကြိုးစားအောင်အခုရောက်ပြီလားမရောက်သေးဘူးဒါကြောင့်မလို့ခမရတို့ကြောဝိပဿနာလို့တခွန်းမှမပြောသေးတာဟုတ်ပြီလားပြောရင်တော့ရတော့အိဋ္ဌရှုဒုက္ခရှုကြွကြွမရဘူးလားရလာပဲဒါပေါ်ပေါ်လောလောဝိပဿနာရဒါအစစ်မဟုတ်ဘူးဝိပဿနာအစစ်လို့ပြောကြတဲ့
ဝိပဿနာရှုမဲ့စိတ်သည်အဲ့လိုလောဘဒေါသမောဟဆိုတဲ့1500ကိလေသာရှုစေအခါ၌မြူမမရှိတော့ကိလေသာတွေကုန်မနေဘူးလားအဲ့ဒါသီလသမာဓိနဲ့ပဲကုန်သည်သောတာပတ္တရာကအနာဂံတို့ကြတော့လေးမဲ့လေးဖို့နဲ့အကျွင်းမဲ့နဲ့ပယ်ပြီးတော့ကုန်သည်ဒီပုဂ္ဂိုလ်တွေကြတော့သီလသမာဓိအခိုက်တန့်တာသူကကုန်တာအဲ့သီလသမာဓိကပြန်လို့ရင်ပြန်မရှိလာဘူးလားအဲ့ဒါတော့ကွာတယ်စရုပ်ရဇံသမာဓိသည်တဲ့ယံဗုဒ္ဓတေတော်ပရိဝဏိတုစေသမာဓိမာနကိညာမောသမာဓိနာဒိနာသမောနာဝိသတိဣဒံပိတံကေယရဏမဏိတံဣဒိတံသစ္စေနာသောတိဟောတုတဲ့ယရဏတော့အကျင့်သောတာပန်ပုဂ္ဂိုလ်သည်သောတာပတ္တိမမကူးမိအဖို့၌ရရှိသောသမာဓိသည်အရဟတမနဲ့တူသည်အရဟတမမှာ1500ကိလေသာရှိလားအခုတော့စရုပ်ရဇံသမာဓိမှာ1500ကိလေသာရှိလားအဲ့ဒါစိတ်ကြည့်ပါငါတို့ဒီဝိပဿနာရှုမဲ့ယုတ်တိဏ္ဍနေရှုမဲ့ယုတ်တိဏ္ဍနေရှုမဲ့1500ကိလေသာလွတ်လားမလွတ်လားလောဘဒေါသမောဟလွတ်လားမလွတ်လားဟိုတွေးဒီတွေးဟိုပြောဒီပြောဟိုရောက်ဒီရောက်အဲ့လိုဖြစ်နေသလိုရှိရင်ပရမယုံနာတို့မရောက်သေးဘူးဟုတ်ပြီလားအဲ့တရားဓမ္မတွေအဲ့မှာအလဲခံရမယ်နော်အဲ့ဒါပန်းတိုင်ပဲအဲ့လိုဆိုလို့ရှိရင်စရုပ်ရဇံသမာဓိနဲ့ရှင်တဲ့စိတ်ဒီအတိတ်ကိုညွတ်သေးလားအတိတ်နဲ့ရှင်တဲ့စိတ်ဒီဖြစ်သေးလားအဲ့စိတ်တွေဖြစ်မှုတွေချုပ်နေဘူးလားချုပ်နေရမှာအနာဂတ်ကိုတွေးခေါ်တဲ့စိတ်တွေရှိသေးလားအနာဂတ်နဲ့ရှင်တဲ့စိတ်တွေလည်းပါလေချုပ်နေရမှာအတိတ်နာကရှင်တဲ့စိတ်တွေရှိသလားဘာမှမရှိဘူးဆိုတော့အဲ့ညာနဲ့သွားတူတယ်နော်ဒါပေမဲ့ဒီကပါလေတတိတော့မရှိဘူးလားအေးအဲ့တော့အတိတ်နာဒါပေမဲ့မျက်စိနားနာလျှာကိုယ်ဆိုတဲ့ပညာကြီးကိုစိတ်ကရှိသေးလားပြင်းနာရောရှိသေးလားညီးငွေတာလည်းမရှိဘူးကြာကြာမတိုင်ကျင်တာလည်းမရှိဘူးဟိုတွေးဒီရောရှိသေးလားအဲ့ဒီစိတ်တွေအားလုံးချုပ်မနေဘူးလားအဲ့ဒါတွေချုပ်နေရင်ချုပ်ဆဲသည်ဟုတ်ပြီလားလောကပညာနဲ့ရှင်တဲ့စိတ်လောဘဒေါသမောဟတောကနဲ့စိတ်ပုထုဇဉ်လောကအယတ္သားတွေနေတဲ့စိတ်တွေရှိသလားအဲ့တော့တရားရလားမရလားကိုယ့်အကောင်မေးကြည့်ပေါ့တရားတွေ့လားမတွေ့လားသိငါဒီလောကစိတ်တွေနဲ့ချုပ်မှုတော့ချုပ်နေတယ်အတိတ်နာကပြစ္ဆုတ်ပါကာလသုံးပါလောကပညာလောဘဒေါသမောဟနဲ့ရှင်တဲ့စိတ်တွေမှာချုပ်နေတဲ့စိတ်နဲ့10နာရီလောက်နေနိုင်လားလို့ကိုယ့်အကောင်တွေးကြည့်အဲ့လိုမှမရသေးရင်ဝိပဿနာမရှုနေဘူးမရသေးဘူးဟုတ်ပြီလားပရမဂုံရှုလို့ရပါမလားမရဘူးအဲ့ဒါဓမ္မတွေဟာသမရယဏိကခေါ်ဟုတ်ပြီနော်အဲ့တော့1500ကိလေသာနဲ့ရှင်တဲ့စိတ်တွေနော်ကိလေသာရဲ့အာရုံနာဖြစ်တဲ့အတွက်ကြောင့်ဝိပဿနာအာရုံမဟုတ်ဘူးတဲ့ဒါပေမဲ့တရားဆိုတာတရားဓမ္မတွေအခုလာရှာတာမရှိလို့ရှာလားရှိလို့ရှာမရှိတော့ဘူးတော့ကြေလုံးသွားရင်နော်တရားဘာမှရှိတယ်လာတာပါနဲ့လားတရားတော်ကြီးကားစီးလာမလားဒီကဓနောက်တွေအဲ့ဒါတရားကြီးရဲ့ဆိုဒုံးဆိုထူတယ်နော်ဒါပေမဲ့တရားဆိုတာဘာမှလဲခန္ဓာမှာမရှိဘူးလားသိသလားမြင်သလားမှန်တယ်မြင်တတ်တဲ့စိတ်တော့မရှိဘူးလားမြင်စရာရောမရှိဘူးလားဒါပြင်မြင်သလားလို့မေးရင်အဲ့ဒါပါလေတောင်းနာလဲဘလို့လဲဟုတ်ပြီနော်ဘာနဲ့တူလဲဆိုရင်ဥမာတစ်ခုမေးရရင်လူတယောက်ကကလေးတယောက်ကိုမွေးတဲ့ကကြတော့6နှစ်9နှစ်4နှစ်5နှစ်သားလည်းအရွယ်လည်းကြောက်သူ့မျက်လုံးကမျက်ခွန်တစ်ခုပိတ်လာမွေးတွေကပိတ်လာဆရာအောင်နဲ့သွားပြတော့ဆရာအောင်ကျွန်တော်သားလေးများမျက်လုံးများကန်းလာလေရောသလားပေါ့ဆရာအောင်နဲ့သွားဆန်းတဲ့ကတော့ဆရာအောင်ကမျက်လုံးမကန်းဘူးမျက်ခွန်တစ်ခုမကွာတာလို့ပြောတယ်ဘာလို့ရမလဲအဲ့လိုဆိုရင်မျက်ခွန်တစ်ခုခွဲရမယ်ကဲကောင်းပြီအဲ့ဒီအချိန်မှာအဲ့ဒီကလေးလေးဟာအပြင်မှာမြင်စရာအောင်နေမရှိဘူးလားရှိပါဘူးသူ့မှာမြင်တတ်တဲ့မျက်လုံးရောမရှိဘူးလားမြင်သလားဒါရင်ဘာကွာလဲမြင်တတ်တဲ့အရာနဲ့မြင်ကြတဲ့အရာကိုကာထားတဲ့မျက်ခုံကြီးကာထားတယ်မဟုတ်ဘူးလားအဲ့ဒါကြီးကိုအတင်းလိုက်ပြခိုင်းလို့ရပါမလားအဲ့တော့ဆရာဝန်နဲ့မျက်ခုံတစ်ခုကိုခွာလိုက်တဲ့ခါကျတော့မျက်ခုံတစ်ခုလည်းခွာသွားဟဲ့ကြည့်မြင်အောင်ကြည့်လို့ပြောပြင်ပေးဖို့သင်ပေးဖို့လိုသေးလားအဲ့ဒီပုဂ္ဂိုလ်ကလည်းအမြင်ဖို့အတွက်ဘယ်လိုမြင်အောင်ကြည့်ရမလဲလို့သင်တန်းတက်ဖို့လိုသေးလားအားကိုးဖို့လိုသေးလားအေးအဲ့ဒီတိုင်းပဲဟိုဆရာကတပည့်ကိုတရားပြလို့မရဘူးဆရာကတပည့်ပြလို့ရတယ်ဆိုတာအဲ့ဒါဆရာငဘောပဲဘာဖြစ်လို့လဲမြင်တတ်တဲ့မျက်စိကိုမြင်အောင်မလုပ်သေးပဲနဲ့မြင်တတ်တဲ့သဘောကိုကာထားတဲ့အကာတွေကိုမကာဝယ်ပြီးနဲ့တရားလိုက်ပြလို့ရပါမလားရတယ်အခုကရတယ်ဗျလာတဲ့အနိစ္စဒုက္ခအနတ္တအနိစ္စဖြစ်ဖြစ်ယုံနံဒုက္ခမလုပ်ဘူးလားလောက်သေးတယ်ဒီကြတဲ့အမလေးသုတ်တဝိပဿနာဆိုတာလာသေးတယ်ဗျာရန်ကုန်မှာကြည့်တယ်နော်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာဆိုတဲ့ဝေဒနာသုံးလက်မှာဒုက္ခဝေဒနာဒုက္ခဝေဒနာမှာတရားမရှိလို့မရဘူးတဲ့ဥပိ္ပခဝေဒနာမှာတရားရှိလို့ရလာတဲ့တခါတည်းဥပိ္ပခနဲ့တန်းထဲတာသုတ်တဝိပဿနာရဲဗျာဆန်းရောပြီးတော့15မိနစ်ထိုင်တယ်ကြာထိုင်လို့ရပါမလား
မရဘူး तू ကတခါပြောသေးတယ်ဝေဒနာတက်တာ2နာရီ3နာရီစားပြီဝေဒနာတက်တာပြင်းပြင်းထန်ထန်ကြိတ်မိပြီးထိုင်လို့ဘလို့တရားရမလဲတဲ့စာအုပ်ကထုတ်လို့သေးတယ်လုတ်ပုံနေဖြစ်နေတာနော်အဲ့တော့သုဒ္ဓဝိပဿနာစလာတဲ့ကခင်ဗျားတို့သုဒ္ဓကြီးနဲ့လာလို့လားခင်ဗျားတို့မှာသုဒ္ဓိဆိုရစင်ကြယ်တဲ့စိတ်ရှိရလားရှိပါလားလို့မယ်အောင်လန်းမှာအလုတ်တော်ဖြုတ်သေးတယ်ဟုတ်ပြီလားတခါတည်းဥပိ္ပခဝေဒနာတန်းပြီးတော့ဝင်ပြီးတော့ဗျာတဲ့တရားရှုတယ်အဲ့ဒါလောကကြီးမှာဖြစ်နေကြတာရိတ်တာတဆူဖြစ်နေကြတယ်နောက်တစ်ခါကျတော့စလာတဲ့ပုဂ္ဂိုလ်ဟာဥပိ္ပခဝေဒနာဤဧကဂရသမာဓိလည်းမရသေးဘူးနဲ့တခါတည်းရှုမယ်လာတဲ့အနိစ္စရှုတော့တဲ့သွားသူပြုတဲ့အနိစ္စဟုတ်သေးရဲ့လားပညာအနိစ္စကြီးပရမတ်ဆိုတာပညာပါလားမပါတော့အနိစ္စဆိုတာပရမတ်လားပညာလားဒါတကယ်တရားလားအမှန်အဲ့ဒါနဲ့တရားလုပ်နေတာပဲကြိုက်တဲ့အနိစ္စဒုက္ခတော့တရားလုပ်ခိုင်းတာပဲဒါဗမာလဲစင်ကြတာစိတ်စင်ကြတာရှိသေးရဲ့လားအဘိဇ္ဇာဒေါမနတလွတ်ရဲ့လားပညာကောလွတ်ရဲ့လားပညာနဲ့အဘိဇ္ဇာဒေါမနတမလွတ်ဘဲနဲ့တရားတော်ယူခိုင်းတော့ဟုတ်သေးရဲ့လားအဲ့ဒါနဲ့လည်းဆရာကြီးတွေရိတ်တာတွေလုပ်နေကြတာပဲဦးစင်းနဲ့အံ့ဩပါတယ်ဟုတ်ပြီနော်နောက်ကြတော့ဦးစင်းဒီမှာဘောနဲ့ရှင်းပြအောင်မယ်ဒီမှာစာအုပ်ကမရှိတော့ခင်ဗျားတို့လည်းမရောက်နိုင်ဘူးအဲ့တော့မှဝိပဿနာယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သမရယာနိကပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တရားပြတယ်ဆိုတာပြောကြတာတကယ်ကျတော့တရားပြလို့ရလားမရဘူးတရားကိုရှုမဲ့စိတ်နိုင်မတရားတဲ့လောဘဒေါသမောဟတွေပိတ်ဖုံးအုပ်ချုပ်ကာစီးထားတာကိုပယ်ခွာတဲ့ဒီဆရာနဲ့တပည့်ဝိုင်းဝန်းလှုပ်နေကြတာပဲရှိပါတယ်တရားပြတာမဟုတ်ပါဘူးအဲ့တော့ပထမဇန်သမာဓိလို့သမရယာနိကဖြစ်ရမယ်ဆိုရင်လေပထမဇန်သမာဓိလို့တက်ဒုတိယဇန်တက်အတေဇန်တက်လို့အဲ့လိုကျင့်စဉ်တက်စဉ်မရှိဘူးလားရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ဇိုင်၅ပါးနဲ့မပြောဘူးအဲ့လိုဆိုရင်အဲ့ပုဂ္ဂိုလ်ဒီသမရယာနိကမဟုတ်ဘူးအဲ့လိုဆိုဝိပဿနာယာနိကဆိုတာဘာလဲပေါ့အဲ့တော့ဝိပဿနာယာနိကဆိုတာဒကာဓမ္မတွေမှတ်ထားပါသီလသမာဓိပညာသိက္ခာ3ရပ်တစ်ပြိုင်တည်းသွားမယ်သမဏယာနိကသီလသမာဓိလုပ်ငန်းတက်ပဲလုံသွားဘူးလားသီလသမာဓိလုပ်ငန်းတက်သမာဓိလုပ်ငန်းတက်ပဲကျင့်သွားပြီးတော့မှသရုပ်ရဇံသမာဓိတို့ရောက်ပြီးသို့မဟုတ်ဧကဂရသမာဓိတို့ရောက်ပြီးဆိုတော့မှသမာဓိတစ်ခုခုမှခိုင်ပြီဆိုတော့မှအရိယနိဥပိ္ပခဧကဂရအဖြစ်ခွာပြီးတော့ဝိပဿနာရှုတာအဲ့တော့သမာဓိလုပ်ငန်းတက်ကိုဦးစားပေးလုပ်သွားတာကိုသမဏယာနိကခေါ်တယ်ဝိပဿနာယာနိကကြတော့ဗာလဲသီလရောသမာဓိရောပညာရောသုံးချက်လုံးတစ်ပြိုင်တည်းပါအောင်ကျင့်တဲ့ကျင့်စဉ်ကိုဘာခေါ်လဲဝိပဿနာယာနိကမှတ်ပြီလားသီလရောသမာဓိရောပညာရောပါတဲ့အတွက်ကြောင့်သစ္စာ၄ပါးပါတစ်ပြိုင်တည်းပါမလားဘူးလားအေးသီလသမာဓိပညာဆိုတဲ့ကမဂ္ဂင်၈ပါးလဲပြည့်တယ်မဂ္ဂင်ပြည့်တယ်ဆိုလို့ရှိရင်သစ္စာ၄ပါးပါမလားဘူးလားအဲ့တော့မှတ်ထားပါဝိပဿနာယာနိကဆိုတာသီလရဲ့သမာဓိရဲ့ပညာရဲ့သိက္ခာ3ရပ်တစ်ပြိုင်တည်းပါပြီးတော့သစ္စာ၄ပါးပါတစ်ပြိုင်တည်းကိစ္စ၄ရပ်တစ်ပြိုင်တည်းလုပ်တဲ့ကျင့်စဉ်ကိုဘာကျင့်စဉ်ခေါ်လဲဝိပဿနာယာနိကကျင့်စဉ်အဲ့တော့ကောင်းပြီအခုယောဂီတို့လေးနဲ့နာသီဝထိတဲ့နေရာကိုဦးဇင်းကတ်ခိုင်းပြီကတ်ခိုင်းတော့ဦးဇင်းတို့လေးနဲ့နာသီဝထိသည်မကတ်ခင်မှာစိတ်ကိုဘာလာဆွဲထားလဲတဏှာဆွဲထားတယ်ဘာအောက်ချုပ်ထားလဲတဏှာအောက်ချုပ်ထားတယ်တဏှာအောက်ချုပ်ထားတော့တဏှာအောက်ချုပ်ထားတဲ့စိတ်မှာတဏှာအောက်ချုပ်ထားတဲ့စိတ်သည်လောဘဒေါသမောဟပါပြီးတဲ့အတွက်ကြောင့်နောက်ကသောကပတိတိဝမိဆိုပါမလားဘူးလားဒုက္ခဝေဒနာမှာဒေါမနတာဖြစ်ပြီးတော့သောကပတိကမိတောက်မိတောက်တဲ့အတွက်ကြောင့်မိတောက်စေတဲ့စိတ်ကိုနော်မိလွတ်တဲ့နေတဲ့နာသီကထိတဲ့နေရာကိုတပြိုင်တည်းမှာအာ၅ပါးအိန္ဒြေ၅ပါးအိန္ဒြေဆိုတာကအိန္ဒြိယဆိုတာအစိုးရကြောင်ကကြွက်ကိုကိုက်ပြီးပြီဆိုရင်ဒီကြွက်ကကြောင်လက်ကလွတ်သေးလားအဲ့လိုဆိုကြောင်ဒီကြွက်ကိုပါပြီလေအစိုးရမွေဟာဖောက်ကိုက်ပြီဆိုလူယူကြည့်သေးလားအဲ့ဒါအစိုးရအဲ့လိုတတိကစိတ်ကိုအစိုးရမြောက်အောင်အဲ့အစိုးရဘယ်နှမျိုးရှိလဲအိန္ဒြိယဆိုတာအစိုးရတာတရားဤစိတ်နဲ့တရားဤအစိုးရခြင်းဝိရိယဤအစိုးရခြင်းတတိလို့တရားဝိရိယတတိလို့စေတသိက်စိတ်ကိုကြောင်ကြွရလို့ကြိုက်မထားဘူးလားကြိုက်ထားတဲ့အားရှိရအဲ့ဒီမှာအရေးကြီးတာနောက်ကသန္တိတိပစိတ္တိတိပဝိရိတိပဝိမန္တာအိဋ္ဌိပဆိုအိဋ္ဌိပတရားလည်းပြည့်ရနော်တရားကျင့်တဲ့နေရာမှာအိဋ္ဌိပတရားပြည့်တယ်ဆိုတဲ့နေရာမှာဦးဇင်းဒီတာဂိတမှာဟောဦးဇင်းပြောပါတယ်10တန်းဖြည့်ပြီးတဲ့အခါကျတော့ဦးဇင်းတို့တငယ်ချင်းတွေကအမျိုးသမီးတယောက်ကပဲအဲ့ကောင်လေးတယောက်နဲ့ဦးဇင်းတို့တငယ်ချင်းနဲ့ကြိုက်တယ်ပေါ့10တန်းဖြည့်ပြီးတာနဲ့တခါတည်းခိုးရလိုက်တော့မှာ10တန်းနောက်ဆုံးတိတ်မှာတခါတည်းကောင်မလေးကအထုပ်ခိုးတွေကုန်ပါလာပြီလားဦးဇင်းတို့ကသိတာဒီကောင်ကနောက်တစ်ယောက်နဲ့ကြိုက်တယ်လည်းသိတော့ပြောရတယ်လည်းခက်တယ်လေအဲ့တော့သူပြဿနာသူရှင်းပေါ့
စောင်းဝဲလေးပြေးပြီးတော့ကောင်မလေးကချိန်တဲ့နေရာစောင်းတာအထုံးလေးပိုက်လို့မလားနဲ့တော်တော်လေးလည်းအချိန်လဲကြာတော့ကျန်တဲ့တငယ်ကြီးကပြောတာပေါ့ဒီကောင်ကတော့ဘယ်ကောင်မလေးနဲ့ခိုးကလိုက်သွားပြီအဲ့လိုပြောလဲပြောရောအဲ့ကောင်မဘယ်ပြန်နေအောင်ဘူးလဲအိမ်မပြန်ဘူးတာဂိတသရာသွားပြီးရည်တဲ့ခုံချသေးသွားတယ်ဗျာစန္ဒိဋ္ဌိပစိတ်ဒိဋ္ဌိပစန္ဒိဋ္ဌိပငါသေပဲသေတော့မယ်ဆိုတဲ့စန္ဒစိတ်ဒိဋ္ဌိပသူနဲ့မှမပေါရင်ငါရှစ်တယ်အဲ့တော့ငါတော့အရှက်ကွဲမခံတော့ဘူးသေတာပဲကောင်းမယ်ဆိုရဲအဲ့ဒီစိတ်ဒီအိဋ္ဌိပကြီးလာတော့ကိုယ်ကတော့မသေရဘူးလားတတ်ရတယ်ဟုတ်ပြီလားခမလွယ်ဒီလိုပဲပေါ့တရားကျင့်ပြီဆိုလို့ရှိရင်စန္ဒိဋ္ဌိပစိတ်ဒိဋ္ဌိပနော်ငါဒီတရားမကျင့်လဲသေမှာကဒီတဲ့ရဲ့ဆက်ပြင်းထန်ခံစားမှာအသေမတက်လို့ရှိရင်အပယ်လေးပါးလဲဒီတဲ့ဆိုသေးတယ်ဒီကမှတခဏလေးတဏှာဆိုတာမပြောပါတော့တာလေသေတော့မသေမချင်းအဲ့တော့ဒုက္ခကြီးကြာခံစားနေရအောင်လားခံစားနေအဲ့ဒါနေမကအပယ်လေးပါးကြတော့ကဘာနဲ့မကခံစားလိမ့်မယ်အဲ့လိုဆိုရင်ငါဒီတဘောဒီသာသနာဒီခန္ဓာနဲ့ငါမရရအောင်လုပ်မယ်ဆိုတဲ့ခုနမင်းကလေးတယောက်ရည်တဲ့ခုံချပြီးသေရပြီးတကယ်သူငါသေခြင်းသေမသေတရားရဆိုတဲ့မသေလဲဒီတရားမရလဲမသေဘူးလားအသေမတက်လို့ရှိရင်အပယ်လေးပါးမှဒီတဲ့မဆိုးဘူးလားအဲ့တော့ငါဒီတရားဟိုက်တတားလောက်တက်တဲ့ဝေဒနာလေးကနောက်တော့ပါပြီလေသေရင်သေပြီတက်ချင်းတက်ပြီးတော့ဆန္ဒတွေပေါ်မလာဘူးလားကြောက်သေးလားမကြောက်တော့အဲ့ဒီလိုသန္တိဋ္ဌိပစိတ္တိဋ္ဌိပဝိရိယဋ္ဌိပဝိမာန်သာအိဋ္ဌိပတွေဆိုအိဋ္ဌိပတရားလည်းပြည့်ရအဲ့တော့ဝိပဿနာတရားကျင့်တယ်မယ်ဆိုလို့ရှိရင်အဲ့လိုပဲသန္တိဋ္ဌိပစိအိဋ္ဌိပတရားပြည့်ရမယ်အိဋ္ဌိ၅ပါးပြည့်ရမယ်ဘုံ၅ပါးပြည့်ရမယ်အဲ့တော့လေတဲ့နာသူကထိတဲ့နေရာကိုနော်မကြောက်မရွံ့နောက်မတော်နဲ့စိတ်နဲ့မင်းတက်ခဲ့တဲ့ဝေဒနာထွက်ခဲ့တဲ့တသံတရားလုံးဆွဲချတဲ့ကောင်ဆိုပြီးလေတဲ့နာဆိုထိတဲ့နေရာမှာတတိဝရိယသမာဓိဆိုအာဃာဘနဲ့မတင်ရဘူးလားတင်ပြီအဲ့လိုတင်တဲ့ခါကျတော့နောက်တော့ဘယ်လိုဖြစ်လာလဲကိုကကြောင်းနဲ့လုံနေလို့တာကိုကရှော့ကြပါမကြောက်မရွံ့တခါနေလားကလာစောတင်တော့တဏှာကိုနှောက်လိုက်တယ်လေလားတဏှာတကယ်တမ်းကျတော့ပါပါလေးဗျာဦးဇင်းတို့နေမှာရှိတယ်ရွာတရားဦးဇင်းသွားတဲ့ခါကျတော့အဲ့ဒီအိမ်တရားလမ်းခွေးဆိုတော့သူ့ခြံနဲ့ကတယ်ခြံတော့မှပြီးတော့သဲတာလည်းရှိတယ်အဲ့ဒီအိမ်ကခွေးရတယ်ကြိုက်လဲကြိုက်တယ်ဒါပေမဲ့ဦးဇင်းအမတ်မတင်ဖြတ်သွားတာအဲ့ဒီအိမ်ကခွေးရတခါလေဦးဇင်းကဟောင်ပြီးတော့တခဲနဲ့လာကြိုက်တာဒါသူကြိုက်ဖို့ကြိုက်နေတာကြည့်တာကလူအကဲခတ်ပြီးတော့ဟောင်းတာဗျာအကဲလေးသူကဟန်ပြပြီးကြောက်စရာကောက်စရာကောင်းလောက်ကြိုက်မဲ့ဟန်နဲ့ပြေးလာလို့ပြန်ပြေးမလားလို့သူအကဲခတ်ပြီးလာတာဦးစင်းလည်းဒီခတ်တိတဲ့ရေဆိုင်တဲ့ကခွေးရမလာတော့ဘူးနောက်ကခွာပြီးတော့ချောင်းနဲ့ချောင်းသက်ရက်ပြီးဟောင်းတော့တကယ်ကြိုက်ရဲ့လားသူကကြိုက်မဲ့ထင်ပြီးပြေးမဲ့ထင်လို့ရှိရင်နောက်ကမကြိုက်ဘူးလားတဏှာလည်းအဲ့လိုကောကြောင်းလုံးလို့သူကဆွဲချတယ်မကြောက်မဲ့လာကြတဲ့ဆိုမလာတော့ဘူးဗျာနောက်ကကြောက်လို့သူကကြောက်မှန်းသိတော့သူ့ဘက်ကိုကြောက်နေမှန်းသိတော့မလာဘူးလားတဏှာဆိုတော့ကဲလာခြင်းလာတာမလိုက်တော့ဘူးဆိုခတ်တင်နေအဲ့လိုသရဆန္ဒကြီးလာကြီးတဏှာလာအောင်မလားမလာတော့စိတ်ကအသားလေးဆွဲတင်အလေးနဲ့နာသူကထိတဲ့နေရာစိတ်ကိုဆွဲတင်တော့နိုင်သွားတော့သိသွားပြီ။အော်ဒီလိုဆုံးမြတ်ချက်နဲ့ဒီလိုလုပ်လို့ရှိရင်လွတ်တယ်လို့ကသိသွားတော့တဏှာနဲ့တိုက်ရိုက်ရင်မဆိုင်ဘူးလား။သမထယန္တိကတော့ရင်မဆိုင်ဘူးကိုယ်ပတ်သွားတာ။ဝိပဿနာယန္တိကတော့တဏှာကိုလာခဲ့မင်းရန်သူမင်းရှောင်မနေတော့လာခဲ့တဲ့ထွက်ခဲ့တဲ့ဆိုပြီးတော့ဝေဒနာလည်းတက်တော့တဏှာထွက်မလာဘူးလား။ထွက်လာတော့ကိုယ်စိတ်ကဘယ်လိုလုပ်မလဲ။ထိတဲ့နေရာကိုလာသန်းဆိုကတ်တာမကွာပဲနေတော့တဏှာလာသေးလား။အဲ့ဒါရန်သူနဲ့တိုက်ရိုက်လေ့ကျင့်တာ။တဏှာကိုလောက်ဆွနိုင်ပြီလား။မဆွဲနိုင်တော့အဲ့တော့ကဲဒီသဘောလဲပေါက်သွားပြီတေချာလဲတင်းတင်းရင်ပြက်ပြက်သားသားဆုံးပြပြီးတော့နာသီဘမှာထိချက်လဲကတ်လိုက်တော့တဏှာလည်းမလာဩဘာမှလည်းမဟုတ်ပါလားသိသွားကဲပြန်ချပေးလိုက်တယ်ဝိညာဉ်ရှိပြန်ချပေးတယ်စိတ်ကိုမင်းတဏှာတွေ့သန်းဆိုပြန်တွေ့ခိုင်းတာတဏှာအုပ်ချုပ်တာပဲဟာနားတယ်မခိုင်းဘူးလှုပ်ချင်တဲ့စိတ်ဖြစ်လာခဲ့ဆိုနာသီဘကောက်တယ်နာလွတ်သွားတာပဲအဲ့လိုလဲပြေးလဲရေးလဲသွားရောတဏှာနဲ့တိုက်ရိုက်မတတ်ဘူးလားတတ်တယ်ယံသူလူဆိုတဏှာနဲ့တိုက်ရိုက်တတ်တာသမထယန္တိကယန္တုနဲ့တူတဲ့တဏှာကိုရှောင်လွဲပြီးဒုက္ခကိုဒုက္ခဝေဒနာကိုဒုက္ခဝေဒနာနဲ့ရှောင်မသွားဘူးလားအဲ့ဒါဝိပဿနာယန္တိကနဲ့သမထယန္တိကရဲ့လမ်းခွဲလေးလူရင်းကတော့အတူတူပဲဟိုကတော့တဏှာကိုဒေါပနတကိုဒုက္ခဝေဒနာဒုက္ခဝေဒနာကိုတဖြည်းဖြည်းတစ်စိမ့်ချင်းအစားထိုးပြီးမသွားဘူးလားသဘောပေါက်ပြီနော်ကဲသဘောပေါက်ရင်နမောတတ္တနဲ့ဖျက်ကြတော့